လူမိုက်ဆိုတာဘလို့သဘောတဘာဝရှိလဲပညာရှိဆိုတာဘလို့သဘောတဘာဝရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့အင်္ဂုတ္တပါဠိတော်တိက္ကနိပတ်မှာမြတ်စွာဘုရားကလူမိုက်တို့ရဲ့သဘောတဘာဝလူမိုက်တို့ရဲ့လက္ခဏာပညာရှိတို့ရဲ့သဘောတဘာဝပညာရှိတို့ရဲ့လက္ခဏာဆိုတာကတိကြောင်းအမှတ်အသားပေါ့ဆိုကြပါစို့လောကကြီးမှာလူတွေကဒီလိုဟာလူမိုက်လို့သိဖို့အတွက်လူမိုက်ဆိုတာဂျိုးပေါက်နေတာမဟုတ်ဘူးလို့အစရှိတဲ့ဖြင့်ပြောကြတာတွေမရှိဘူးလားရှိတယ်ဒီနေရာမှာလူမိုက်မှာအမှတ်လက္ခဏာရှိတယ်အဲ့ဒီအမှတ်လက္ခဏာကိုကြည့်ပြီးတော့ဒီအမှတ်လက္ခဏာရှိနေမယ်ဆိုရင်ဒါဟာလူမိုက်လို့သိနိုင်တယ်လို့မြတ်စွာဘုရားဟောထားတယ်ပညာရှိမှလည်းပဲအမှတ်လက္ခဏာရှိတယ်အဲ့ဒီအမှတ်လက္ခဏာကိုကြည့်ပြီးတော့ဒါပညာရှိလို့သိနိုင်ပါလေတဲ့လူမိုက်လို့သိနိုင်ကြောင်းအမှတ်လက္ခဏာပညာရှိလို့သိနိုင်ကြောင်းအမှတ်လက္ခဏာဆိုတာမရှိဘူးလားရှိတယ်အဲ့ဒီအမှတ်လက္ခဏာတွေကဘာတွေတုံးဆိုတော့လူမိုက်ဆိုလို့ရှိရင်လူမိုက်လို့သိနိုင်တဲ့အမှတ်လက္ခဏာကကာယကံမှုပြုပြီဆိုရင်မကောင်းတာပဲသူပြုတယ်ဝစီကံမှုပြောလာပြီဆိုလို့ရှိရင်လည်းပဲမကောင်းတာပဲပြောလာတယ်မနောကံမှုပြုလာပြီတွေးလာပြီဆိုရင်လည်းပဲမကောင်းတာကိုပဲကြံတယ်အဲ့ဒါလိုကာယကံဝစီကံမနောကံကံသုံးပါးမှာပြုတိုင်းပြောတိုင်းတွေးတိုင်းမကောင်းမှုတွေပဲပြုမယ်မကောင်းမှုတွေပဲပြောမယ်မကောင်းမှုတွေပဲတွေးမယ်ဆိုရင်အဲ့ဒါလူမိုက်လို့သိနိုင်ကြောင်းအမှတ်လက္ခဏာပဲအဲ့ဒါကိုကြည်ခြင်းအပြင်ဒီပုဂ္ဂိုလ်ဟာလူမိုက်လို့ပြောလို့ရတယ်တဲ့နော်အဲ့ဒါလိုပဲပိဋကပေါင်းသူတော်ကောင်းတို့ကာယကံမှုပြုပြီးဆိုရင်ကောင်းတာကိုပြုမယ်ဝစီကံမှုပြုပြီးပြောပြီးဆိုရင်ကောင်းတာကိုပြောမယ်နော်မနောကံမှုပြုပြီးတွေးပြီးဆိုလို့ရှိရင်လည်းပဲကောင်းတာကိုတွေးမယ်ဆိုရင်တော့ဒါပညာရှိလို့သိနိုင်ပါလေတဲ့အဲ့တော့ကောင်းတဲ့ကာယကံဝစီကံမနောကံရှိခြင်းဒီပင်လည်းဒါပညာရှိရဲ့အမှတ်လက္ခဏာနော်မကောင်းတဲ့ကာယကံဝစီကံမနောကံရှိခြင်းဒီပင်လည်းဒါလူမိုက်ရဲ့အမှတ်လက္ခဏာဒါမြတ်စွာဘုရားအတိလင်းဟောထားတာပဲဒါကြောင့်လူမိုက်ဆိုတာဂျိုးပေါက်နေတာမဟုတ်ဘူးလို့ဆို냐တော့လည်းပဲဂျိုးတော့ပေါက်မနေဘူးပေါ့သို့တော်လည်းပဲသူ့ရဲ့ကာယကံမှုအပြုအမူကိုကြည်သောအဖြစ်သူ့ရဲ့ဝစီကံမှုအပြောဆိုကိုကြည်သောအဖြစ်သူ့ရဲ့အတွေးအကြံမနောကံမှုတွေကိုအကဲခတ်သောအဖြစ်ဒီလိုဟာပညာရှိလားသို့မဟုတ်လူမိုက်လားဆိုတာကိုမသိနိုင်ဘူးလားသိနိုင်တယ်ဒါကဦးဇင်းကတော့အခြေခံကြတဲ့ဏိဒံစကားလေးကိုအရင်စပြောတာပါဦးဇင်းတို့ဒီနေရာမှာလူမိုက်နဲ့ပတ်သက်ပြီးတော့ဓမ္မပဒပါဠိတော်မှာဟောထားတဲ့အမှတ်သားစရာဂါထာလေးတစ်ပုဒ်ရှိတယ်အဲ့ဒီဂါထာလေးကဘာပြောတုံးဆိုတော့စရန္တိပါလာဒုမေရအမေတိနေဝအတ္တနာကရွန်တာပပကံကမ္မယံဟောတိကတုကံဖလံအဓိပ္ပာယ်ကဘာပြောတုံးဆိုတော့ဒုမေရပညာမဲ့ကြကုန်သောပါလာမိုက်မဲသောပုဂ္ဂိုလ်တို့သည်ယံကမ္မအကျဉ်မှုသည်ကတုကံပြင်းထန်ခါသည်ဆရှာသောအကျိုးပေးရှိသည်ဟောတိဖြစ်၏ဒံကမ္မံထိုကဲ့သို့သောပါပကံမကောင်းတဲ့ဒံကမ္မံထိုကဲ့သို့သောအမှုမျိုးကိုကရွန်တော်ပြုလုပ်ကြကုန်သည်ဖြစ်၍အမိတေနေဝအတ္တနာမိမိသည်ပင်လည်းမိမိရဲ့ယံသူဖြစ်၍စရန္တိတန်တရားထဲမှာလှည့်လည်နေကြကုန်၏ဟောလူမိုက်ဆိုတာဘယ်လိုသဘောတဘာဝရှိလဲဆိုတော့အလွန်ခါးသီးတဲ့ပူလောင်တဲ့ဆင်းရဲတဲ့အကျိုးကိုပေးနိုင်တဲ့မကောင်းမှုအကုသိုလ်မှုတွေကိုပြုရင်းနဲ့မိမိဒီပင်လည်းမိမိရဲ့ယံသူနေရာမှာထားပြီးတော့တနည်းအားဖြင့်မိမိဒီပင်လည်းမိမိရဲ့ယံသူဖြစ်ပြီးတော့တန်တရားကြီးထဲမှာကျင်လည်နေကြတယ်တဲ့နော်လူမိုက်ဆိုတာဘယ်လိုသဘောတဘာဝရှိလဲဆိုတာတမျိုးတမည်အားဖြင့်ထင်ရှားမသွားဘူးလားထင်ရှားသွားတယ်လူမိုက်ဆိုတာဘယ်လိုသဘောရှိလဲဆိုရင်မကောင်းတဲ့အကျိုးကိုပေးနိုင်တဲ့နော်အလွန်ဆင်းရဲဒုက္ခကိုဖြစ်စေနိုင်တဲ့နော်မကောင်းမှုအကုသိုလ်အမှုတွေကိုပြုရင်းနဲ့ကိုယ်စီပင်လည်းကိုယ့်ရဲ့ယံသူဖြစ်ပြီးတော့တန်တရားကြီးထဲမှာကျင်လည်နေတယ်ဆင်းရဲတဲ့အကျိုးကိုဖြစ်စေနိုင်တဲ့မကောင်းမှုတွေကိုပြုရင်းနဲ့မိမိဒီပင်လည်းမိမိရဲ့ယံသူဖြစ်ပြီးတော့တန်တရားကြီးထဲမှာကျင်လည်နေတယ်ဟောအမိတ်တေနေဝအတ္တနာကိုယ်စီပင်လည်းကိုယ့်ရဲ့ယံသူဖြစ်၍ရတယ်ဒီစကားလေးကအလွန်စိတ်ဝင်စားစရာကောင်းတယ်မကောင်းတာကိုပြုမိပြီဆိုလို့ရှိရင်အဲ့ဒီမကောင်းမှုဟာဆင်းရဲဒုက္ခအမျိုးမျိုးကိုဖြစ်စေမှာဖြစ်တဲ့အတွက်ကြောင့်မကောင်းမှုကိုပြုလိုက်တဲ့ကိုယ်စီပင်လည်းကိုယ့်ရဲ့ယံသူလိုဖြစ်သွားတယ်နော်ဒါကြောင့်မိုက်မဲတဲ့ပုဂ္ဂိုလ်တွေဆိုတာဆင်းရဲတဲ့အကျိုးကိုဖြစ်စေနိုင်တဲ့အကုသိုလ်အမှုကိုပြုရင်းနဲ့တန်တရားကြီးထဲမှာ
ကိုယ်ဒီပင်လေကိုယ့်ရဲ့ရန်သူဖြစ်ပြီးတော့ကျင်လည်နေကြတာတပါးသောသူတွေကကိုယ့်ရဲ့ရန်သူဖြစ်ပြီးတော့ကျင်လည်နေတာမဟုတ်ကိုယ်ဒီပင်လေကိုယ့်ရဲ့ရန်သူဖြစ်ပြီးတော့ကျင်လည်နေတာဒါလူမိုက်ဆိုတာနဲ့ပတ်သက်ပြီးတော့မှတ်သားစရာမကောင်းဘူးလားအေးမကောင်းတာတွေကိုလုပ်ပြီးဆိုရင်ကိုယ့်အတွက်ဒုက္ခရောက်เสียရနော်အန္တရာယ်ဖြစ်เสียရအလုပ်တွေကိုကိုယ်တိုင်ပြုရရောက်တဲ့အတွက်ကြောင့်အတိညာနဲ့ရရောက်တယ်မိုက်မဲရရောက်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုလည်းပဲဖော်ပြရမရောက်ဘူးလားရောက်တယ်အဲ့ဒီအဓိပ္ပာယ်လေးနဲ့ဆန့်ကျင်ဘက်ပညာရှိဆိုတာနဲ့ပတ်သက်ပြီးတော့ဘုရင်တို့ကဒါလေးတစ်ခုရှိတယ်ဓမ္မပဒပါဠိတော်မှာပဲလမ်းပါတယ်ဘာပြောထားတုံးဆိုတော့နာတေနပန္တိတောဟောတိယဝတ္တဘဟုဗန္တတိခေမီအဝေရီအဘယောပန္တိတောတိဘဟုယတိတဲ့လောကကြီးမှာစကားတွေအများကြီးပြောတတ်လို့ပညာရှိလို့ဆိုတာမဟုတ်ဘူးတဲ့တချို့လူတွေကအတိတွေများတယ်တတ်ထားတာတွေများတယ်ဒီတော့သူ့မှာပြောစရာစကားတွေအများကြီးရှိလို့သူအများကြီးပြောတတ်တယ်ပေါ့အဲ့ဒါလို့အများကြီးပြောတတ်ခါမျှနဲ့ဒီလူကိုပညာရှိလို့မဆိုနိုင်ပါဘူးတဲ့မြတ်စွာဘုရားကနတေနပန္တိတောဟောတိယဝတ္တဘဟုဗန္တတိစကားတွေအများကြီးပြောတတ်လို့ပညာရှိလို့ဆိုတာမဟုတ်ခေမီအဝေရီအဘယောပန္တိတောတိပုဇ္ဇတိတဲ့ကိုဘေးကင်းအောင်ရန်ကင်းအောင်ကြောက်เสียရကင်းအောင်လှုပ်ထားတဲ့ပုဂ္ဂိုလ်တည်တာလေပညာရှိလို့ဆိုရမေးတဲ့အလွန်မှအခြေခံကြတယ်လို့ဦးဇင်းထင်ပါတယ်နောက်ကိုဘေးကင်းအောင်ကိုရန်ကင်းအောင်ကိုတစ်ချိန်မှာဘာတွေများဖြစ်လာမှလဲလို့တွေးပြီးတော့ကြောက်เสียရတွေမရှိအောင်အဲ့လိုဘေးတွေရန်တွေကြောက်เสียရတွေမရှိအောင်လှုပ်ထားနိုင်တဲ့ပုဂ္ဂိုလ်လှုပ်တတ်တဲ့ပုဂ္ဂိုလ်သားနဲ့ပညာရှိလို့ဆိုရမေးတဲ့ဒါအလွန်မှစဉ်းစားစရာကောင်းတဲ့စကားပါလောကကြီးမှာပွဲအမျိုးမျိုးရတဲ့အတတ်ပညာမျိုးမျိုးကိုတတ်တဲ့တချို့လူတွေဒါပေမဲ့လို့ကိုဘေးကင်းအောင်မလုပ်တတ်သေးဘူးဆိုရင်ကိုမှရန်ကင်းအောင်မလုပ်တတ်သေးဘူးဆိုရင်ကိုမှကြောက်စရာကင်းအောင်မလုပ်တတ်သေးဘူးဆိုရင်တခြားဘလို့ပညာတွေကိုဘလောက်ကြီးပဲတတ်ထားစေကမူသူ့ကိုပညာရှိလို့ပြောလို့ရမှာမဟုတ်တယ်မဟုတ်လားအေးဘာဒီဘလို့ပဲတတ်ကိုမှဘေးကင်းအောင်မလုပ်တတ်ဘူးဆိုရင်သူ့ဟာကတော့အထက်ကိုတော့လှမ်းနေရရောက်တယ်သို့တော့အောက်ခြေကတော်တော်ချွန်ရဲနေတဲ့အတိတ်ပဲမရှိဘူးလားရှိနော်ဒါကြောင့်ပိဿပေါင်းတော်တို့လောကကြီးမှာအခြေခံကြနားလည်ထားဖို့ရာကကိုဘေးကင်းအောင်ရန်ကင်းအောင်ကြောက်เสียကင်းအောင်လုပ်တတ်ဖို့လိုတယ်အဲ့ဒါကဘာတော့ဆိုတော့အကုသိုလ်အမှုတွေကိုမပြုခြင်းကိုပဲအဓိကနားလည်ကြရပါအကုသိုလ်အမှုကိုပြုမယ်ဆိုလို့ရှိရင်ဒါကိုဘေးမကင်းအောင်လုပ်ရရောက်တယ်ဒါပိဿတို့နားလည်နိုင်လိမ့်မယ်ထင်ပါတယ်နော်အကုသိုလ်အမှုတွေကိုပြုထားခြင်းသည်ကိုရံမကင်းအောင်လုပ်ထားရရောက်တယ်။အကုသိုလ်အမှုတွေကိုပြုထားခြင်းသည်ကိုကြောက်เสียမကင်းအောင်လုပ်ထားရရောက်တယ်။ဒီအကုသိုလ်တွေကတစ်ချိန်မှဘေးဖြစ်လာမယ်ရံဖြစ်လာမယ်ကြောက်เสียချင်းချောက်လာတဲ့အနေအထားတွေမရှိဘူးလားရှိတယ်။ဒါကြောင့်ပိဿပေါင်းတော်တို့စောစောကလူမိုက်ဆိုတာဟာကိုအန္တရာယ်ဖြစ်စေတဲ့မကောင်းမှုတွေကိုပြုရင်းနဲ့ကိုယ်ဒီပင်လည်းကိုယ့်ရဲ့ရန်သူဖြစ်ပြီးတော့တန်တရားကြီးထဲမှာလှည့်လေကြတယ်။ပညာရှိဆိုတာကြတော့အဲ့လိုမဟုတ်ကိုဘေးမရှိအောင်ရံမရှိအောင်ကြောက်เสียရမရှိအောင်နေတတ်ထိုင်တတ်ပြောတတ်ဆိုတတ်လှုပ်တတ်ကြင်တတ်တွေးတတ်ကြံတတ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ဆန့်ကျင်ဘက်အတိတ်ပဲမရှိဘူးလားရှိနော်ရိုးလေးဦးဇင်းတို့နားလည်လွယ်အောင်ပြောရမယ်ဆိုရင်ပညာရှိဆိုတာကိုဒုက္ခမရအောင်ချမ်းသာအောင်လုပ်တတ်တယ်လူမိုက်ဆိုတာကိုချမ်းသာအောင်ဒုက္ခမရအောင်မလုပ်တတ်ဘူးဒါပဲအဓိကဒါပါပဲဟုတ်လားအဲ့တော့ကိုဒုက္ခမရအောင်ဘယ်လိုလုပ်မလို့ကိုချမ်းသာအောင်ဘယ်လိုလုပ်မလို့ဒါအလွန်မှအခြေခံကြတာတွေကိုဦးဇင်းတို့ပြောနေတယ်လို့ထင်ပါတယ်နော်အေးကိုဒုက္ခမရအောင်ကဘယ်လိုလုပ်မှာတော့ဆိုရင်တော့အနှစ်ချုပ်ပြောရရင်တော့အကုသိုလ်နည်းအောင်အကုသိုလ်မဖြစ်အောင်ကြိုးစားရမှာအကုသိုလ်ဆိုတာကဒုက္ခကိုပဲဖြစ်စေမှာလေကိုချမ်းသာအောင်ဘယ်လိုလုပ်မှာတော့ဆိုရင်ဘယ်လိုဖြစ်မလို့ကုသိုလ်မျိုးစုံဖြစ်အောင်လုပ်ရမယ်ကုသိုလ်မျိုးစုံဖြစ်မှချမ်းသာဒုက္ခမျိုးစုံဆိုတာရမှာချမ်းသာဆိုတာအကျိုးတရားကုသိုလ်ဆိုတာအကြောင်းတရားဆိုတာတော့ပိဿတို့သိထားပြီသားနော်ဆင်းရဲဆိုတာအကျိုးတရားအကုသိုလ်ဆိုတာအကြောင်းတရားဆိုတာတော့ပိဿတို့သိထားပြီသားနော်အကုသိုလ်တည်းဟူသောအကြောင်းတရားကြောင့်ဆင်းရဲခြင်းတည်းဟူသောအကျိုးတရားရလာတယ်ကုသိုလ်တည်းဟူသောအကြောင်းတရားကြောင့်ချမ်းသာခြင်းတည်းဟူသောအကျိုးတရားရလာတယ်ဒါကြောင့်ကိုချမ်းသာအောင်လုပ်တတ်ဖို့ကိုမဆင်းရဲအောင်လုပ်တတ်ဖို့ဆိုတာအခြေခံကြပြောမယ်ဆိုရင်ကုသိုလ်ကောင်းမှုတွေများများဖြစ်နိုင်ဖို့အကုသိုလ်တွေမဖြစ်အောင်ကြိုးစားနိုင်ဖို့ဒါလိုတာပါပဲအဲ့ဒါလိုလုံနိုင်လေဒါအမျှော်မြင်ရှိရရောက်တယ်ဉာဏ်ပညာရှိရရောက်တယ်ဒါပညာရှိဟုတ်လား
အဲ့ဒါလို့မလုံနိုင်လေလေဒါအမျော်မြင်နေရလဲရောက်တယ်ဉာဏ်ပညာမဲ့ရလဲရောက်တယ်ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ပညာရှိနဲ့လူမိုက်ဆိုတာအဓိကခွဲခြားမယ်ဆိုရင်အဲ့ဒီအချက်ပဲကိုဘယ်လောက်ဆင်းရဲဆင်းရဲအောင်လှုပ်ထားတယ်လေကိုချမ်းသာအောင်ဘယ်လောက်လှုပ်မထားဘူးလေဒါလူမိုက်တို့ရဲ့အမှတ်လက္ခဏာနော်ကိုဆင်းရဲငြိမ်းအောင်ဘယ်လောက်လှုပ်ထားတယ်လဲကိုချမ်းသာဒုက္ခနဲ့ပြည့်စုံအောင်ဘယ်လောက်လှုပ်ထားတယ်လဲဆိုတာကိုကြည့်ပြီးတော့ဒါပညာရှိတဲ့ရောက်လို့သိနိုင်တယ်အမှတ်လက္ခဏာလို့ကမဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကတော့ဦးဇင်းတို့လူမိုက်နဲ့ပညာရှိမှာကြီးကျယ်တဲ့ကိုပြချမ်းသာချက်လို့ဆိုကြပါစို့နော်အဲ့တော့ဦးဇင်းတို့ဒီမှာဆက်ပြီးတော့ပြောချင်တာကပိဿပေါင်းတော်ကောင်းတို့ကိုလူမိုက်နဲ့ပညာရှိဆိုတဲ့နေရာမှာဒီပါဠပန္တိတဆိုတဲ့စကားလုံးလေးနှလုံးနဲ့ပတ်သက်ပြီးတော့ဓမ္မဗဟုသုတကျွယ်ဝသွားစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဦးဇင်းတို့ဗဟုဓာတုကသုတ်တံဆိုတာကိုပြောပြမယ်။နော်အခြေခံကြတာကတော့စောစောကပြောပြချက်တွေပါပဲ။ဟုတ်လား။အဲ့ဒီမှာမြတ်စွာဘုရားကလူမိုက်ဆိုတာရဲ့ပညာရှိဆိုတာရဲ့နဲ့ပတ်သက်ပြီးတော့ဟောထားတယ်။ယဟန်တို့တဲ့လောကကြီးမှာဘေးတို့အန္တရာယ်တို့ကြောက်เสียရတို့ဆိုတာတွေဟာလူမိုက်တို့ကြောင့်ဖြစ်တာတဲ့။လောကကြီးမှာကြောက်เสียရတွေအန္တရာယ်တွေဘေးတွေဒုက္ခတွေဆင်းရဲတွေဆိုတာလူမိုက်တို့ကြောင့်ဖြစ်တာပညာရှိတို့ကြောင့်ဖြစ်ပေါ်ရုံထုံးစံမရှိဘူးတဲ့ဥမာအားဖြင့်နောက်ကျူရိုးလေးနဲ့မိုးပြီးတော့ကျူရိုးနဲ့ကာထားတဲ့အလွန်တရာသေးနှုတ်တဲ့ဒီအိမ်ကလေးတွေကိုအကြောင်းပြုပြီးတော့ဆွဲလောင်လိုက်တဲ့မီးဟာကြီးကျယ်ခမ်းနားတဲ့တိုက်တာကြီးတွေပြတ်သက်ကြီးတွေနဲ့စောက်ထားတဲ့ဆုလက်မိုးကျွန်းတွေတက်ပြီးတော့စောက်ထားတဲ့ကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးတွေကိုပါဆွဲပြီးတော့လောင်သွားသလိုမျိုးအမိုက်ကဆက်ပြတ်သက်မီးလောင်ဆိုတဲ့သဘောမျိုးပေါ့နော်ဒါကြောင့်ကမ္ဘာလောကကြီးမှာဖြစ်နေသမျှဘေးတွေအန္တရာယ်တွေကြောက်စရာတွေဆိုတာအသိဉာဏ်မဲတဲ့အသိဉာဏ်နည်းတဲ့မိုက်မဲတဲ့ပုဂ္ဂိုလ်တွေကိုပဲအကြောင်းပြုပြီးတော့ဖြစ်ကြတာပညာရှိတဲ့ပုဂ္ဂိုလ်အစဉ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုအကြောင်းပြုပြီးတော့ဖြစ်လာတယ်ဆိုတာမရှိပါဘူးတဲ့မြတ်စွာဘုရားကဒါကြောင့်ယဟန်တို့တဲ့လောကကြီးမှာပညာဉာဏ်နဲ့ပြည့်စုံအောင်အစဉ်ဉာဏ်နဲ့ပြည့်စုံအောင်သင်တို့ကြိုးစားအထောက်ရမယ်လို့မြတ်စွာဘုရားကဏိဒံကလေးခြေလိုက်တာအဲ့ဒါလိုပြောတဲ့အခါကျတော့ရှင်အနန္ဒကိုတော်မြတ်ကမြတ်စွာဘုရားတဲ့ပညာရှိတဲ့လူတစ်ယောက်ဖြစ်ဖို့အစဉ်ဉာဏ်နဲ့ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို့ဘလို့အည်အသွေးတွေရှိဖို့လိုအပ်မလဲဆိုလိုတာကပညာရှိတစ်ယောက်ဖြစ်ဖို့အတွက်ဘယ်လိုအကြောင်းအင်္ဂါရက်တွေရှိထားရမှာလဲပညာရှိလို့ပြောနိုင်ဖို့အတွက်သူ့မှာဘယ်လိုအည်ချင်းတွေရှိရမှာလဲအဲ့ဒါလိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကအနန္ဒာတဲ့ဟောဒီလောကကြီးမှာပညာရှိတစ်ယောက်ဖြစ်ဖို့အတွက်အရာဌာန၄မျိုးမှာလိမ္မာကျွမ်းကျင်မှုရှိရမယ်။ပညာရှိဖြစ်ခြင်းနဲ့ဆိုရင်အရာဌာန၄မျိုးမှာလိမ္မာကျွမ်းကျင်မှုရှိရမယ်။အဲ့ဒီလိမ္မာကျွမ်းကျင်ရမယ့်အရာဌာန၄မျိုးကဘာလို့ဆိုတော့ဓာတုကုသလောစဟောတိအာယတနာကုသလောစဟောတိပရိစ္ဆသမုပ္ပါဒကုသလောစဟောတိဌာနာဌာနကုသလောစဟောတိနော်ဘယ်နှမျိုးတော့၄မျိုးဓာတုကုသလောစဟောတိဆိုတာကဓာတ်တွေနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်မှုရှိရမယ်ဒီနေရာမှာဓာတ်ဆိုတဲ့စကားလုံးလေးဥစဉ်ပြောလိုက်တယ်နော်ဓာအုပ်ချိုက်ရေးချတာဝင်းဘူးတက်ပြီးတော့ရေးတဲ့ဓာတ်ဓာတုဆိုတဲ့ပါဠိစကားကိုဗမာမှုပြုတ်ထားတာနော်ဓာတ်ခဲတို့ဓာတ်ပြားတို့ဟုတ်လားဓာတ်ဆက်တို့ဗမာတွေသုံးကြတာမရှိဘူးလားရှင်နော်ဓာတ်မီးတို့ဓာတ်ကြိုးတို့နော်ဒီထဲမှာဆွမ်းအားတတ္တိတစ်မျိုးရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဓာတ်တဲ့နော်အဲ့ဒီဓာတ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့အရက်စကားလေးနဲ့လွယ်လွယ်ကူကူနားလည်အောင်လက်ဒီစတော်ဘုရားကြီးရေးထားတာရှိတယ်။ဘာရေးထားတော့ဆိုတော့တတဝါအလိုပုဂ္ဂိုလ်အကြိုက်မလိုက်မစားမငဲ့ညာပဲကြောင်းအားလျော်စွာသူ့ချင်းရာနဲ့သူ့တဘာဝသူ့ကိစ္စကိုဆောင်ကြသမှုအကြောင်းပြု၍ဓာဟုတင်ညာအစဉ်လာ၏တဲ့။ဓာတ်ဆိုတာဘာပြောတာလဲဆိုတော့တတဝါရဲ့အလိုပုဂ္ဂိုလ်ရဲ့အလိုကိုလိုက်တာမဟုတ်ဘူးသူ့သဘောငါသဘောရဲ့အလိုကိုလိုက်တာမဟုတ်ဘူးသူဖြစ်เสียရှိတဲ့အတိုင်းဖြစ်သွားတဲ့သဘောသူ့သဘောသူဆောင်နေတာဆိုကြပါစို့ပထဝီဆိုရင်လည်းခက်မာတဲ့သဘောရှိမယ်ဒါပဇုကမှသူ့ကိုခက်မာစေရင်လို့သူခက်မာတာမဟုတ်သူ့ရဲ့ပင်ကိုယ်သဘောကိုခက်မာနေတာတေဇောဆိုရင်ပူတဲ့သဘောအေးတဲ့သဘောရှိမယ်ဘသူရဲ့အလိုကိုလိုက်ပြီးတော့မှပူနေတာအေးနေတာမဟုတ်ဘူးသူ့ရဲ့ပင်ကိုယ်သဘာဝအဲ့ဒါလိုပဲအကုသိုလ်ဓာတ်ဆိုရင်လည်းပဲဆင်းရဲတဲ့အကျိုးကိုပေးမယ်ဘသူသဘောကိုမှလိုက်ပြီးတော့ဆင်းရဲတဲ့အကျိုးကိုပေးနေတာမဟုတ်သူ့သဘောအတိုင်းသူဖြစ်နေတာကုသိုလ်ဆိုရင်လည်းပဲချမ်းသာတဲ့အကျိုးကိုပေးမယ်ဘသူသဘောကိုမှလိုက်ပြီးတော့ချမ်းသာအကျိုးကိုပေးနေတာမဟုတ်အဲ့လိုကိုယ်သဘောကိုဆောင်ပြီးတော့ဖြစ်เสียရှိတဲ့အတိုင်းဖြစ်နေတဲ့သဘောကိုဓာတ်လို့ခေါ်တယ်ဟုတ်လား
အဲ့ဒါမြတ်စွာဘုရားကပညာရှိတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်နံပါတ်1ဓာတုကုသလောစာဟောတိဓာတ်တင်နဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်မှုရှိရမယ်ဟောဒီနေ့တရားကလူငယ်တွေအတွက်ပြင်းစရာမြန်ဖြစ်နေမလားလို့ဦးဇင်းကမဟုတ်ခင်တုန်းကနည်းနည်းတော့စဉ်းစားထားတယ်အဲ့လိုပြောတော့လူငယ်တွေကတို့ကိုဘုန်းကြီးကတင်ပြန်သေးလေသလားလို့အောက်မေ့မှာကိုလည်းတစ်ခါဦးဇင်းကထပ်ပြီးတော့တွေးမိပြန်တယ်နောက်တချို့လူငယ်တွေကြတော့နော်အသိဉာဏ်ထက်မြက်နေတာမျိုးလေးနဲ့တာကိုမှသဘောကျတဲ့စိတ်မျိုးရှိနေတာလည်းရှိသေးတာဟုတ်လားအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဦးဇင်းကတော့ပြောစရာရှိတာကိုတော့ဆုံးမတိုင်အောင်ပြောရမှာပဲနော်အဲ့တော့ကိုကလေးနဲ့တဲ့တရားကိုစိတ်ဝင်စားတယ်ဆိုရင်ကိုယ့်ရဲ့ဉာဏ်ပညာဓာတ်ခံအခြေအနေကောင်းတယ်လို့နားလည်ပြီးတော့လေးနဲ့တဲ့တရားတွေကိုစိတ်ဝင်စားဖို့လုပ်တယ်နော်ဦးဇင်းတို့ဒီနေရာမှာစက်မိလို့တခုပြောခြင်းတယ်ဉာဏ်ပညာဆိုတာမီးတောက်နဲ့တူတယ်လို့ဆိုတယ်ဉာဏ်ပညာဆိုတာမီးဆိုတဲ့သဘောဟာလောင်စာကြီးရင်မီးကြီးတာပဲလောင်စာသေးရင်မီးသေးတာပဲနော်အဲ့ဒီလိုပဲဉာဏ်ပညာဆိုတာကခက်ခဲတဲ့နဲ့နေတဲ့အရာတွေကိုကြံစီမယ်စဉ်းစားမယ်ဆိုရင်ဉာဏ်ဟာအကြီးကြီးဖြစ်လာတယ်တော့သေးသိမ့်နဲ့လွယ်ကူတဲ့ဘာမှစိတ်ပြီးတော့စဉ်းစားတဲ့အမရှိတဲ့မလေးနဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဉာဏ်ပညာဟာဖြစ်မယ်ဆိုရင်သေးသေးပဲဖြစ်မယ်ဒါကြောင့်ပိဿကောင်းတော်ကောင်းတို့ကိုယ့်ရဲ့ဉာဏ်ပညာကိုကြီးမားအောင်မြေတောင်မြောက်တဲ့နေရာမှာလေးနဲ့တဲ့အကြောင်းအရာတွေကိုနားလည်အောင်ကြိုးစားတဲ့အပိုင်းလည်းလိုတယ်ပေါ့ဒါကြောင့်ဦးရှင်တို့အခုပြောတဲ့တရားစကားတွေကိုမပြင်းစေခြင်းပေါ့ဇလံလည်းမပါဘူးဝတ္ထုကြောင့်လည်းမပါဘူးတဘာဝတရားတို့ရဲ့သဘောလက္ခဏာတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတာကိုပြောမှာပေါ့နော်အေးအဲ့တော့ဦးရှင်တို့အခုဘာပြောနေတော့ဓာတုကုသလောစာဓာတ်တင်နဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်မှုရှိရမယ်တဲ့နံပါတ်1နောက်နံပါတ်2လိမ္မာကျွမ်းကျင်ရမှာကဘာလို့ဆိုတော့အာယတနာကုသလောစာဟောတိတဲ့အာယတနာနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်မှုရှိရမယ်နော်နောက်နံပါတ်3ကဘာလဲဆိုတော့ပရိစ္ဆသမုပ္ပါဒကုသလောစာဟောတိတဲ့ပရိစ္ဆသမုပ္ပတ်နဲ့ပတ်သက်ပြီးတော့လည်းပဲလိမ္မာကျွမ်းကျင်မှုရှိရမယ်ပရိစ္ဆသမုပ္ပတ်ဆိုတာကအကြောင်းအကျိုးသဘောပေါ့ပရိစ္ဆအစွဲပြုပြီးတော့အကြောင်းပြုပြီးတော့သမုပ္ပါဒဖြစ်လာတဲ့သဘောဒါကြောင့်ဒါဖြစ်လာတာဒါဟာဒါကြောင့်ဖြစ်တာဒါမဖြစ်ရင်ဒါမဖြစ်ဘူးဒါဖြစ်ရင်ဒါဖြစ်တယ်အဲ့လိုမျိုးအကြောင်းအကျိုးသဘောအဲ့ဒါကိုပရိစ္ဆသမုပ္ပါဒအဲ့ဒါကိုလိမ္မာကျွမ်းကျင်မှုရှိရမယ်နောက်နံပါတ်4လိမ္မာကျွမ်းကျင်ရမှာကဘာလို့ဆိုတော့ဌာနကုသလောစာဟောတိတဲ့အကြောင်းဟုတ်သည်မဟုတ်သည်အရာဌာနဟုတ်သည်မဟုတ်သည်တို့၌လိမ္မာကျွမ်းကျင်မှုရှိရမယ်ဆိုလိုတာကဒါဟာဖြစ်နိုင်တဲ့သဘောရှိသလားသို့မဟုတ်မဖြစ်နိုင်တဲ့သဘောရှိသလားဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာကိုလိမ္မာကျွမ်းကျင်မှုရှိရမယ်သူကအလွန်အရာကျဲတယ်ပြီးရင်ဒီ၄ခုရဲ့အကြောင်းကိုအသေးစိတ်မြတ်စွာဘုရားကရှင်းမှာပါရှင်အနန္ဒကိုရောမြတ်ရဲ့ဘေးလျှောက်ချက်ကိုအကြောင်းပြုပြီးတော့ဗောနော်အဲ့ဒါလိုမြတ်စွာဘုရားကအနန္ဒတဲ့ပညာရှိတစ်ယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဓာတုကုသလောစာဟောတိဓာတ်တင်နဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်ရမယ်အာယတနာကုသလောစာဟောတိအာယတနာတွေနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်ရမယ်ပရိစ္ဆသမုပ္ပါဒကုသလောစာဟောတိပရိစ္ဆသမုပ္ပါဒနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်မှုရှိရမယ်ဌာနကုသလောစာဟောတိအရာဌာနဟုတ်သည်မဟုတ်သည်အကြောင်းဟုတ်သည်မဟုတ်သည်တို့၌လိမ္မာကျွမ်းကျင်မှုရှိရမယ်ဒါဆိုလို့ရှိရင်သူဟာပညာရှိတစ်ယောက်လို့ဆိုရမယ်တဲ့အဲ့လိုမြတ်စွာဘုရားကဟောတဲ့အခါကျတော့ရှင်အနန္ဒာကမေးတယ်မြတ်စွာဘုရားတဲ့ဓာတ်တွေကိုလိမ္မာကျွမ်းကျင်ရမယ်ဆိုတာဘယ်လောက်ထိလိမ္မာကျွမ်းကျင်ရမှာလဲသိထားရမှာလဲနားလည်ထားရမှာတော့ဟောတဆင့်တက်လာပြီနော်အဲ့တော့မြတ်စွာဘုရားကအာနန္ဒာတဲ့ဓာတ်တွေကိုလိမ္မာကျွမ်းကျင်ရမယ်ဆိုတဲ့နေရာမှာဓာတ်18ပါးနဲ့ပတ်သက်ပြီးတော့သိထားရမယ်နားလည်ထားရမယ်လိမ္မာထားရမယ်ကျွမ်းကျင်ထားရမယ်နော်ဓာတ်ဘယ်နှပါးလဲတော့များ18ပါးအဲ့ဒီဓာတ်18ပါးကိုမြတ်စွာဘုရားကနော်6စုံတစ်စုံကို3မျိုးပေါ့နော်တစ်စုံကို3မျိုး6စုံဆိုတော့18မျိုးပေါ့ပထမတစ်စုံကဘာတုံးဆိုတော့စက္ခုဓာတ်တဲ့ရူပဓာတ်တဲ့စက္ခုဝိညာဏဓာတ်ဟောစက္ခုဓာတ်ဆိုတာကဒီစက္ခုပတာရမျက်စိကိုပြောတာနော်မြင်တတ်တဲ့သဘောနော်ယူပါယုံကိုသူကအာယုံပုံဖော်နိုင်တဲ့ယူပါယုံကိုသိနိုင်တဲ့သဘောပေါ့ဟုတ်လားအေးနောက်ပြီးတော့ရူပဓာတ်ဆိုတာကတော့အစင်းမျိုးစုံနော်ယူပါယုံဟုတ်လားနောက်အဲ့ဒီဦးဇင်းတို့အဲ့ဒီမျက်စိနဲ့အစင်းနဲ့တွေ့တဲ့အခါမှာတိုက်ဆိုင်မှုရှိလာတဲ့အခါမှာစက္ခုဝိညာဉ်ဆိုတဲ့မြင်တာကိုသိတယ်ဆိုတဲ့သဘောမြင်သိစိတ်ပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီမြင်ခြင်းနဲ့ပတ်သက်ပြီးတော့ဓာတ်ဘယ်နှမျိုးတော့3မျိုးစက္ခုဓာတ်ဆိုတဲ့မျက်စိရဲ့ရူပဓာတ်ဆိုတဲ့အစင်းရဲ့
နော်ပြီးတော့စက္ခုဝိညာဏတို့ဆိုတဲ့မြင်သိစိတ်ရဲ့နော်ဟုတ်ပြီနော်အေးနောက်ဦးဇင်းတို့ဒုတိယကဘာလို့ဆိုတော့ပေတတော်ကဒီလောက်ပြောလိုက်ရင်ရှစ်ဆက်ပြီးတော့ရိပ်မိမယ်ထင်ပါတယ်နော်သောတတ္တရဲ့တတ္တတ္တရဲ့သောတဝိညာဏတ္တရဲ့သောတတ္တဆိုတာကနာနော်တတ္တတ္တဆိုတာကအတန်မျိုးစုံသောတဝိညာဏတ္တဆိုတာကဇာတိစိတ်ဟုတ်လားအေးအဲ့လိုပဲနှာခေါင်းရဲ့အနံ့ရဲ့နံတိစိတ်ရဲ့လျှာရဲ့အရသာရဲ့ဇာတိစိတ်ရဲ့ကာယပတာရဆိုတဲ့ဒီကိုအကြည်ရုပ်ရဲ့အတွေ့အထိမျိုးစုံဆိုတဲ့ဖုဒ္ဓဘာယုံရဲ့ပြီးတော့ဘာတော့အဲ့ဒါကိုသိတယ်ဆိုတဲ့နော်တွေ့သိစိတ်ရဲ့ဟုတ်လားကာယဝိညာဏဓာတ်ပေါ့နော်နောက်ပြီးတော့ဘာတော့မနောဓာတ်မနောဝိညာဏဓာတ်ဓမ္မဓာတ်ပေါ့နော်စိတ်ရဲ့ဓမ္မယုံရဲ့နော်တွေးသိစိတ်ရဲ့လို့ဆိုကြပါစို့အဲ့တော့ဦးဇင်းတို့6စုတစ်မျိုးတစ်မျိုးကိုတစ်စုံတစ်စုံကို3မျိုးဆိုတော့ဓာတ်18ပါအဲ့ဒါကိုမြတ်စွာဘုရားကအဲ့ဒီအစီအစဉ်လေးတိုင်းဟောတယ်ဟိုတချို့နေရာတွေမှာကြတော့လည်းပဲဒီဓာတ်တွေနဲ့ပတ်သက်ပြီးတော့အတွင်းအပြင်နောက်ထပ်ပွင့်လာတဲ့သဘောဆိုကြပါစို့အတွင်းဆိုတာကမျက်စိနာနာလျှာကိုစိတ်6မျိုးတော့ဒါကိုဦးဇင်းတို့ဘုရားဆိုတော့ဘုရားကြီးကတော့နော်အခန္ဓာလို့သူကသုံးနှုံးတာနော်ဦးဇင်းတို့အပြင်ကနေပြီးတော့အစင်းအတန်အနံ့ရတာအတွေ့အထိဓမ္မယုံဆိုတဲ့အာယုံ6မျိုးရှိတယ်အဲ့ဒီအာယုံ6မျိုးကိုကြတော့အတိုက်ဓာတ်လို့ပြောတယ်အဲ့ဒီအခန္ဓာနဲ့အတိုက်ဓာတ်နဲ့တွေ့တဲ့အခါမှာဆိုကြပါစို့မျက်စိနဲ့အစင်းနဲ့တွေ့လာတဲ့အခါမှာမြင်သိစိတ်ဆိုတာဖြစ်လာတယ်အဲ့ဒီဝိညာဏတ္တစကုဝိညာဏတ္တသောတဝိညာဏတ္တခန္ဓာဝိညာဏတ္တဇိဝဝိညာဏတ္တကာယဝိညာဏတ္တမနောဝိညာဏတ္တကိုကြတော့အပွင့်ဓာတ်လို့ဆိုကြီးကသုံးတယ်အခန္ဓာ6မျိုးရဲ့အတိုက်ဓာတ်6မျိုးရဲ့အပွင့်ဓာတ်6မျိုးရဲ့6ခု3လီဆိုတော့သူလည်းပဲ18ပါအတူတူပါပဲနောက်စောစောကမြတ်စွာဘုရားဟောတဲ့အစီအစဉ်လေးကတော့သူကတပိုင်းကြီးသွားတာပေါ့မျက်စိရဲ့အစဉ်ရဲ့မြင်သိစိတ်ရဲ့နားရဲ့အသံရဲ့ကြားသိစိတ်ရဲ့အစရှိတဲ့ဖြစ်အဲ့ဒီ18မျိုးသောဓာတ်တွေကိုလိမ္မာကျွမ်းကျင်မှုရှိရမယ်သိမြင်နားလည်မှုရှိရမယ်မျက်စိဆိုတာဘယ်လိုသဘောရှိလဲအစဉ်ဆိုတာဘယ်လိုသဘောရှိလဲမြင်သိစိတ်ဆိုတာဘယ်လိုသဘောရှိလဲအစရှိတဲ့ဖြစ်ဒါဦးဇင်းတို့အသေးစိတ်အကျေပြောဖို့အချိန်မရအောင်နော်ဒါကိုဟိုကြည်ကြည်ပြန့်ပြန့်ကိုယ့်ရဲ့ဉာဏ်ထဲမှာရှင်းရှင်းလင်းလင်းသိကျင်တယ်ဆိုရင်ကိုယ်တိုင်ဆက်ပြီးတော့လေ့လာဖို့လိုပဲပေါ့အဲ့တော့အာနန္ဒာတဲ့ဓာတ်တွေကိုလိမ္မာကျွမ်းကျင်ရမယ်ဆိုတာအဲ့ဒီဓာတ်18ပါးကိုသိရမယ်နားလည်ရမယ်ကျွမ်းကျင်ရမယ်လိမ္မာရမယ်ဒါဓာတ်နဲ့ပတ်သက်ပြီးတော့ဒါကအခြေခံအကျဆုံးပါပဲအဲ့လိုမြတ်စွာဘုရားကဟောတဲ့အခါကျတော့ရှင်အနန္ဒာကဆက်ပြီးတော့မေးတယ်မြတ်စွာဘုရားတဲ့ဓာတ်တွေနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်ရမယ်ဆိုတဲ့နေရာမှာနောက်ထပ်ဓာတ်နဲ့ပတ်သက်ပြီးတော့ဟောကြားလို့ရပါသေးသလားပြောလို့ရပါသေးသလားတဲ့ဒါကမြတ်စွာဘုရားရဲ့တပ္ပညုတဉာဏ်ရဲ့အစွမ်းတတ္တိကိုယုံကြည်လို့ရှင်အနန္ဒာကမေးတာပါမြတ်စွာဘုရားဆိုတာကဒေသနာအရာမှာအလွန်တရာမှာကျွမ်းကျင်လိမ္မာတော်မူတာ哦ဟုတ်လားဓာတ်နဲ့ပတ်သက်ပြီးတော့တစ်မျိုးနားလေအောင်နောက်ထပ်တစ်မျိုးပြောလို့ရသေးသလားလို့မေးတာအဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကအနန္ဒာရသေးတယ်တဲ့ဓာတ်နဲ့ပတ်သက်ပြီးတော့နောက်ထပ်ပြောလို့ရသေးတယ်အဲ့ဒါကဘာလို့ဆိုတော့ပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်အာကာသဓာတ်ဝိညာဏဓာတ်6မျိုးပထဝီအာဘောတေဇောဝါယောဆိုတဲ့မဟာဘူကြီး၄ပါးဒါပေတတို့သိတယ်နောက်ပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်ပြီးတော့အာကာသဓာတ်တဲ့အာကာသဓာတ်ဆိုတာကတော့အချားအပေါက်ပေါ့ကလချားထားတဲ့သဘောဆိုကြပါစို့လူဆိုရင်ဒီမျက်လုံးထဲမှာအာကာသရှိမယ်နှာခေါင်းပေါက်ရှိမယ်ပါးစပ်ပေါက်ရှိမယ်နားပေါက်ရှိမယ်အဲ့လိုပဲအတွင်းထဲမှာလည်းပဲကိုယ်ထာတာတစ်ခုနဲ့တစ်ခုကြားမှာအချားဆိုတဲ့အာကာသသဘောမရှိဘူးလားရှိတယ်အဲ့ဒါဘာလို့မေးရင်အာကာသဓာတ်ဒါကတော့ဦးဇင်းတို့ရုပ်ဓာတ်5မျိုးပေါ့ပြီးတော့ဦးဇင်းတို့နန္တတေကအဓိကကြတာကိုပဲပြောလိုက်တယ်ဝိညာဏဓာတ်ဝိညာဏဓာတ်ဆိုတာကသောတော်ကပြောခဲ့တဲ့စကုဝိညာဉ်သောတာဝိညာဉ်ခန္ဓာဝိညာဉ်ဇေဝဝိညာဉ်ကာယဝိညာဉ်မနောဝိညာဉ်အဲ့တော့ပိဋကပေါင်းတော်အောင်တို့ဒီဓာတ်6ပါးနဲ့ပတ်သက်ပြီးတော့လည်းပဲလိမ္မာကျွမ်းကျင်ရမယ်အဲ့ဒါကြည်သူတော်ရှင်လေဒီဆိုဘုရားကြီးရေးတဲ့ကမ္မထမ်းကျမ်းတော်တော်များများမှာဒီယုတ်တနန္တတေနဲ့ပတ်သက်ပြီးတော့နားလည်အောင်ရှင်းတဲ့နေရာမှာစတော်ကြီးကဒီဓာတ်6ပါးကိုမူသေးကိုင်းပြီးတော့ပြောတာတွေရေးတာတွေတော်တော်များနေပေါ့နောက်ပထဝီအာဘောတေဇောဝါယောအာကာသဝိညာဏဆိုပြီးတော့ဓာတ်ဘယ်နှမျိုးတော့6မျိုးအဲ့ဒါလိုမြတ်စွာဘုရားကဓာတ်6ပါးကိုလိမ္မာကျွမ်းကျင်ရမယ်လို့ဟောလိုက်တော့ရှင်အနန္ဒာကထပ်မေးတယ်မြတ်စွာဘုရားတဲ့ဓာတ်နဲ့ပတ်သက်ပြီးတော့နောက်ထပ်ဟောပြောလို့မြန်ရပါသေးသလားရသေးတယ်တဲ့ဒါဘ ഹു တုဒ္ဒတွေနော်တခါကြီးလူမကြီးများအေးဒါမျိုးနဲ့ပတ်သက်ပြီးတော့အကြမ်းမြင်များဖို့အလွန်အရေးကြီးတယ်လို့ထင်တယ်ဟုတ်လား
အဲ့လိုရသေးတယ်လို့ပြောတော့မြတ်စွာဘုရားကဘာဆက်ဟောတော့ဆိုတော့အာနန္ဒာတဲ့ဓာတ်တွေနဲ့ပတ်သက်ပြီးတော့နောက်ထပ်ပြည့်ညက်လို့ဟောလို့ပြောလို့ရသေးတယ်အဲ့ဒါဘာလို့ဆိုတော့ဒုက္ခဓာတ်ဒုက္ခဓာတ်သောမနတဓာတ်ဒေါမနတဓာတ်ဥပေက္ခဓာတ်အဝိဇ္ဇာဓာတ်လို့6မျိုးဟောလို့ရသေးတယ်ဟောဒုက္ခဆိုတာကကိုယ့်ရဲ့ချမ်းသာခြင်းဒုက္ခဆိုတာကကိုယ်ရဲ့ဆင်းရဲခြင်းသောမနတဆိုတာကစိတ်ရဲ့ချမ်းသာခြင်းဒေါမနတဆိုတာကစိတ်ရဲ့ဆင်းရဲခြင်းနော်ကိုချမ်းသာကိုဆင်းရဲကဒုက္ခဒုက္ခစိတ်ချမ်းသာစိတ်ဆင်းရဲကသောမနတဒေါမနတဥပေက္ခဆိုတာကြတော့သူကဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်နော်ချမ်းသာတာလည်းမထင်ရှားဆင်းရဲတာလည်းမထင်ရှားအဒုက္ခမဒုက္ခချမ်းသာတာလည်းမဟုတ်ဆင်းရဲတာလည်းမဟုတ်အလေအလက်လစ်လျူရှုတဲ့သဘောနော်အဲ့ဒါကိုဥပေက္ခဓာတ်ဒါဝေဒနာပိုင်းဆိုင်ရာဓာတ်၅မျိုးပြောလိုက်တယ်ဒုက္ခဓာတ်ဒုက္ခဓာတ်သောမနတဓာတ်ဒေါမနတဓာတ်ဥပေက္ခဓာတ်ပြီးတော့ပါတော့အဝိဇ္ဇာဓာတ်တဲ့အဝိဇ္ဇာဓာတ်ဆိုတာကအမှန်တရားကိုသိမြင်နားလည်တဲ့သဘောမရှိတဲ့မောဟတရားကိုပြောတာကံကံရဲ့အကျိုးကိုမသိတာဓမ္မတဘာဝတွေကိုမသိတာအကြောင်းအကျိုးတွေကိုမသိတာလက္ခဏာရေးသုံးပါးကိုမသိတာတစ္ဆာ၄ပါးကိုမသိတာအစရှိတဲ့ဖြင့်မသိတာတွေအများကြီးရှိတယ်ပေါ့ဟုတ်လားအဲ့ဒီမသိမှုတွေဟာဘာတုံးလို့မေးရင်အဝိဇ္ဇာဓာတ်ပဲတချို့အဝိဇ္ဇာဓာတ်အလွန်ကြီးကျယ်တယ်ပေါ့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုတာလေးလောက်တောင်သူတို့မှသိမြင်နားလည်နိုင်တဲ့ဉာဏ်ပညာအလင်းကိုမရဘူးအလွန်တရာမှမှောင်နေတယ်လို့ဆိုကြပါစို့နော်အဲ့လိုမျိုးပိဋကပေါင်းတော်ကောင်းတို့အဝိဇ္ဇာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အခြေချဲ့မယ်ဆိုရင်လည်းတရားအလွန်ရှိသွားလိမ့်မယ်နော်အေးဒါကတော့ဒီနေ့တရားကတော့မှတ်သားစရာအလွန်များလိမ့်မယ်သို့တော့ခွေတွေရိုက်ထားတာရှိတဲ့အတွက်ကြောင့်ကိုကသိကျင်တဲ့နားလည်ကျင်တဲ့ဆိုရင်ထပ်ဖွင့်ပြီးတော့လေ့လာလို့မရဘူးလားရတယ်ဒါကြောင့်တစ်ခုတစ်ခုကိုဦးဇင်းတို့အရန်ကြီးအခြေချဲ့ပြီးတော့ပြောနေလို့ဖြစ်မှာမဟုတ်ဘူးနော်အေးအဲ့တော့ဦးဇင်းတို့ဒုတိယတတိယမြောက်ဓာတ်နဲ့ပတ်သက်ပြီးတော့ပြောလိုက်တော့ဒုက္ခဓာတ်ဒုက္ခဓာတ်သောမနတဓာတ်ဒေါမနတဓာတ်ဥပေက္ခဓာတ်အဝိဇ္ဇာဓာတ်6မျိုးဒီတော့ရှင်အနန္ဒာကမြတ်စွာဘုရားတဲ့နောက်ထပ်ဓာတ်တွေနဲ့ပတ်သက်ပြီးတော့ဟောကြားလို့ရပါသေးသလားဒီတော့မြတ်စွာဘုရားကရသေးတယ်တဲ့အဲ့ဒါဘာလို့ဆိုတော့ကာမဓာတ်နိခမဓာတ်ဗျာပါဒဓာတ်အဗျာပါဒဓာတ်ဝိဟိန္တာဓာတ်အဝိဟိန္တာဓာတ်လို့ဆန့်ကျင်ဘက်3တွဲဓာတ်6မျိုးဟောလို့ပြောလို့ရသေးတယ်တဲ့နော်ကာမဓာတ်ဆိုတာကနော်ဒီကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့ဓာတ်တဘာဝမျိုးဟုတ်လားအေးနိခမဓာတ်ဆိုတာကသူနဲ့ဆန့်ကျင်ဘက်နော်ဒီလောကကထွတ်မြောက်ဖို့သူကကြိုးစားတဲ့အနေအထားမျိုးတနည်းအားဖြင့်ကုသိုလ်ကောင်းမှုမှန်သမျှကိုနိခမဓာတ်ထဲကိုထည့်လို့ရပါတယ်နော်ကာမနဲ့နိခမပေဒပေါင်းတော်တို့ဒီနေရာမှာဝိတက်ဆိုတဲ့စကားလုံးလေးနဲ့တွဲပြီးတော့မှတ်သားဖို့မယ်လို့ထင်ပါတယ်ကာမဝိတက်နိခမဝိတက်ဟုတ်လားကာမဝိတက်ဆိုတာကာမဂုဏ်နဲ့ပတ်သက်ပြီးတော့တွေးတဲ့အတွေးနိခမဝိတက်ဆိုတာကလွတ်မြောက်မှုနဲ့ပတ်သက်ပြီးတော့ထွက်မြောက်မှုနဲ့ပတ်သက်ပြီးတော့တွေးတဲ့အတွေးသူတို့နှစ်ခုကဘာလို့လုံးဝဆန့်ကျင်တယ်နော်ကာမဓာတ်ကဘာဥရှိနေဆိုတော့လောဘဥရှိနေတယ်နော်နိခမဓာတ်ကဘာဥရှိနေဆိုတော့အလောဘဥရှိနေတယ်ဟုတ်တယ်မဟုတ်လားအေးနောက်ဦးဇင်းတို့ဆန့်ကျင်ဘက်ကဘာတော့နောက်တစ်မျိုးကဗျာပါဒဓာတ်အဗျာပါဒဓာတ်ဗျာပါဒဆိုတာသူများကိုဆင်းရဲစေခြင်းတာအဗျာပါဒဆိုတာကသူများကိုမဆင်းရဲစေခြင်းဘူးမေတ္တာသဘောဗျာပါဒကတရားကိုကောက်ရင်ဒေါသအဗျာပါဒကတရားကိုကောက်ရင်မေတ္တာတနည်းပြောမယ်ဆိုရင်ဒေါသဓာတ်မေတ္တာဓာတ်လို့ပြောရင်လည်းရနိုင်တယ်သို့တော်မြတ်စွာဘုရားကဒီမှာဘယ်လိုဟောထားတော့ဗျာပါဒဓာတ်အဗျာပါဒဓာတ်တနည်းအားဖြင့်ဗျာပါဒဝိတက်အဗျာပါဒဝိတက်လို့ဆန့်ကျင်ဘက်အကောင်အဆိုးတွဲပြီးတော့သုံးထားတာဒီမကြားဘူးလားကြားဘူးတယ်ဟောနောက်တတိယတတွဲကဘာတဲ့တော့ဝိဟိန္တာဓာတ်အဝိဟိန္တာဓာတ်ဝိဟိန္တာဆိုတာကဒေါသတွေအလွန်အားကြီးပြီးတော့အာဃာတတွေနဲ့ညှင်းဆဲမယ်ဆိုတဲ့အတွေးမျိုးညှင်းဆဲမယ်ဆိုတဲ့စိတ်ဓာတ်မျိုးနော်တနာကျင်နာမှုမရှိတာညှင်းဆဲကျင်တာနှိပ်စက်ကျင်တာနော်အဝိဟိန္တာဆိုတာကြတော့ကရုဏာတရားပြဋ္ဌာန်းတဲ့တနာကျင်နာတတ်တဲ့သဘောမျိုးဆန့်ကျင်မနေဘူးလားဆန့်ကျင်နေတယ်အဲ့ဒီဝိဟိန္တာဓာတ်အဝိဟိန္တာဓာတ်ဟာလည်းပဲပိဋကပေါင်းတော်အောင်တို့နားလည်ထားရမယ်ဓာတ်သဘာဝတရားတွေပေါ့အဲ့ဒါဦးဇင်းတို့၄ခုမြောက်မြတ်စွာဘုရားဟောလိုက်တဲ့ဓာတ်နဲ့ပတ်သက်တဲ့အခါပါတယ်တော့ကာမဓာတ်နိခမဓာတ်ဗျာပါဒဓာတ်အဗျာပါဒဓာတ်ဝိဟိန္တာဓာတ်အဝိဟိန္တာဓာတ်ဓာတ်နဲ့ပတ်သက်ပြီးတော့18မျိုးတစ်ခါ6မျိုး3ဟာရှိသွားပြီနော်အေးအဲ့ဒီလိုဟောလိုက်တဲ့အခါကျတော့ရှင်အနန္ဒာကမြတ်စွာဘုရားတဲ့ဓာတ်နဲ့ပတ်သက်ပြီးတော့နောက်ထပ်ဟောလို့ရပါသေးသလားမေးတာပဲမေးတော့မြတ်စွာဘုရားကရသေးတယ်ဆိုပြီးတော့ဘာဟောတော့ဆိုတော့
အနန္နာတဲ့လောကကြီးမှာကာမတ္တရူပတ္တအရူပတ္တလို့ဓာတ်၃မျိုးဟောလို့ရသေးတယ်တဲ့ဟောဒါကတော့ဓာတ်တွေကိုတစ်ဖြည်းပြန်ပြီးတော့တစ်မျိုးပြန်ပြီးတော့အချင်းချုပ်ပြီးတော့ဟောလိုက်တာပေါ့ကာမတ္တရူပတ္တအရူပတ္တကာမရူပအရူပဟုဘဝ၃ဓာတ်ဘုံ၃ရက်၌အစရှိသဖြင့်ဘုရားရှိခိုးတွေပါရရဘူးတယ်မဟုတ်လားနော်ကာမတ္တဆိုတာကဒီကာမဘုံမှာရှိတဲ့သဘောတဘာဝတွေဟာကာမတ္တပဲရူပတ္တဆိုတာကရူပဇံရလို့ရူပဗြဟ္မဘဝကိုရသွားပြီဆိုတဲ့အခါမျိုးမှာဖြစ်ပေါ်လာတဲ့သဘောတဘာဝတွေဟာရူပတ္တပဲအရူပတ္တဆိုတာကတော့အရူပဘုံဘဝဘုံဌာနမှာဖြစ်ပေါ်နေတဲ့သဘောတဘာဝတွေကိုအရူပတ္တလို့ခေါ်တယ်ဟုတ်လားသုံးသက်တဘုံနဲ့ခွဲကြည့်ရင်တော့ပို့ပြီးတော့နားလည်နိုင်မယ်ပေါ့တော့အပေလေးဘုံရဲ့လူဘုံရဲ့နတ်ဘုံရဲ့ဒါတွေကဘာလို့ကာမတ္တတွေပေါ့နောက်ရူပဇံဘုံတွေမှာရှိတာကရူပတ္တနောက်အရူပဇံကြောင့်ဖြစ်တဲ့အရူပဘုံမှာရှိတာကအရူပတ္တဟောကာမရူပအရူပဓာတ်၃မျိုးနော်ဒီဓာတ်တွေဟာသူ့သဘောသူဆောင်နေတာပုဂ္ဂိုလ်တ attva ရဲ့အလိုကိုဘာမှလိုက်တာမဟုတ်ဒါကိုလည်းနားလည်ဖို့လိုတယ်နော်အေးအဲ့ဒီမှာနောက်ထပ်ဓာတ်နဲ့ပတ်သက်ပြီးတော့ဟောလို့ရသေးသလားဆိုတော့မြတ်စွာဘုရားကဓာတ်နဲ့ပတ်သက်ပြီးတော့နောက်ဆုံးဟောလို့ရသေးတယ်တဲ့အဲ့ဒါဘာလဲဆိုတော့သင်္ခတဓာတ်အသင်္ခတဓာတ်တဲ့ဟောပေတတုသုံးနှုံနေတဲ့သုံးနှုံနေကြစကလုံးလေးတွေပါပဲဟုတ်လားသင်္ခတဓာတ်အသင်္ခတဓာတ်တဲ့သင်္ခတဆိုတာကပြုပြင်ရတဲ့သဘောလုတ်ပေးရတဲ့သဘောတိဆောက်ယူရတဲ့သဘောဒါသင်္ခတတရားရုပ်တဏ္ဍတ်တွေဟာဒါသင်္ခတဓာတ်တွေပါပဲနော်ယုံနဲ့ဓမ္မသဘောတရားတွေဟာသင်္ခတဓာတ်အသင်္ခတဓာတ်ဆိုတာကပြုပြင်เสียမလို့တဲ့တိဆောက်เสียမလို့တဲ့ပင်ကိုအရှိဟုတ်လားဘာလို့ဆိုရင်နိဗ္ဗာန်နော်နိဗ္ဗာန်ဟာအသင်္ခတဓာတ်တဲ့အဲ့ဒါကိုနားလည်ဖို့ကတော့မဉ္ဇဉ်ပူဉ္ဇဉ်ရမှရှင်းရှင်းလင်းလင်းသိနိုင်နားလည်နိုင်တဲ့အနေအထားရှိမယ်နော်အဲ့တော့ဘိဓဘောင်းသူတော်ကောင်းတို့ဓာတ်နဲ့ပတ်သက်ပြီးတော့နောက်ဆုံးပြောလိုက်တာကသင်္ခတဓာတ်အသင်္ခတဓာတ်တဲ့အဲ့တော့ဒီနေရာမှာဦးဇင်းတို့ဘိဓဘောင်းသူတော်ကောင်းတို့ပညာရှိတစ်ယောက်ဖြစ်ဖို့အတွက်လိမ္မာကျွမ်းကျင်ရမယ့်အရာလေးမျိုးတွေကပထမဓာတုကုသလောစဟောတိဓာတ်နဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်ရမယ်ဓာတ်18မျိုးပြောလိုက်တယ်ဓာတ်6မျိုး3ခါပြောလိုက်တယ်2မျိုး3မျိုးတစ်ခါပြောလိုက်တယ်2မျိုးတစ်ခါပြောလိုက်တယ်ဒါဓာတ်နဲ့ပတ်သက်ပြီးတော့အဲ့ဒီလိုပြောပြီးတော့မြတ်စွာဘုရားကအာယတနာနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်ရမယ်ဆိုတာကဘာကိုပြောတာလဲဆိုတော့တဲ့အာယတနာကဘယ်နှပါးရှိတယ်လို့ကြားဖို့တော့12ပါးနော်6ပါး2မျိုးရှိတာဟုတ်နော်အစ္စတိကာယရဏဘာဟိရာယရဏအစ္စတိကာယရဏဆိုတာကအတွင်းမှာဖြစ်နေတဲ့အာယတနာ6မျိုးဘာဟိရာယရဏဆိုတာကအပြင်မှာဖြစ်နေတဲ့အာယတနာ6မျိုးအတွင်းမှာဖြစ်နေတဲ့အာယတနာ6မျိုးကဘာလို့ဆိုတော့မျက်စိနားနာလျှာကိုယ်စိတ်အပြင်မှာဖြစ်နေတဲ့အာယတနာ6မျိုးကဘာလို့အစင်းအတန်အနတ်အရသာအတွေ့အထိအကြံစီအတွေ့လို့ဆိုရမယ်ဓမ္မယုံတော့ဓမ္မယုံကတော့နိဗ္ဗေအခြေကြီးပါဒါကဥစဉ်ကတော့နားလေတွေ့တာလေးကိုပြောလိုက်တာပါဟုတ်လားအေးအဲ့တော့ဒီအာယတနာတွေနဲ့ပတ်သက်ပြီးတော့နားလေဖို့ဆိုတာကစောစောကဓာတ်တွေထဲမှာသူကအကျုံးဝင်သွားပြီးသားပါတကယ်တမ်းကတော့သို့တော့မြတ်စွာဘုရားကဒီအာယတနာ12ပါးနဲ့ပတ်သက်ပြီးတော့အလွန်တရာမှမြတ်စွာဘုရားအကျင့်တော်ဟောတယ်ဒါကြောင့်ဦးဇင်းတို့တန်ယုံ၅ကျမ်းထဲမှာတန်လာယတနာဝက္ခဆိုပြီးတော့တန်ယုတ်တကြံတတ်အာယတနာနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့ဟောပြောချက်တွေကိုစုထားတာရှိတယ်တလာယတနာဝက္ခတဲ့တလာယတနာဆိုတာစအာယတနာနော်အာယတနာ6ပါးဟုတ်လားစောစောကအာယတနာ6ပါးလို့ပြောတာလည်းမမှားပါဘူးဟုတ်လားသို့တော့အကုန်လုံးရအောင်ပြောမယ်ဆိုရင်တော့အာယတနာက12ပါးရှိတယ်ဟုတ်လားအဲ့တော့ဒီအာယတနာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲတရားဓမ္မတို့ဦးဇင်းတို့တွေဟာလိမ္မာထားရမယ်ကျွမ်းကျင်ထားရမယ်သူတို့ဟာဘယ်လိုသဘောရှိလဲဆိုတာကိုသိထားရမယ်မြင်ထားရမယ်ဒီနေရာမှာဦးဇင်းတို့အာယတနာတွေနဲ့ပတ်သက်ပြီးတော့ဟောပြောထားတဲ့ဒေသနာတွေအများကြီးရှိတယ်ဆိုကြပါစို့ဒီအတွင်းအာယတနာ6ပါးဟာသမုဒ္ဒရာကြီးများနဲ့တူတယ်လို့မြတ်စွာဘုရားဟောတာရှိတယ်နော်ဦးဇင်းတို့ဟောထားတာလည်းတချို့နာဘူးကောင်းနာဘူးပါလိမ့်မယ်သမုဒ္ဒရာများကိုကူးပြီးသူဆိုပြီးတော့လေဟုတ်လားအေးအဲ့ဒါဘာတုံးဆိုတော့ဘလို့တူတာတုံးဆိုတော့ဒီမျက်စိဆိုတဲ့သဘောတရားဟာနော်သူကယူပါယုံဆိုတဲ့အဟုန်ကသူ့ကိုဝင်ဆောင်လိုက်တာနဲ့လှိုင်းတဘိုးတွေအမျိုးမျိုးထံပြီးတော့ဝဲတွေအမျိုးမျိုးထပ်ပြီးတော့တတ္တဝါကိုဆွဲနှစ်နိုင်တဲ့အစွမ်းတတ္တိရှိတယ်ဒါကြောင့်မျက်စိဟာသမုဒ္ဒရာကြီးနဲ့တူတယ်နော်လှိုင်းအမျိုးမျိုးဝဲအမျိုးမျိုးနဲ့ဆွဲနှစ်နိုင်တဲ့သဘောရှိတယ်အဲဆိုကြပါစို့အစင်းကိုမြင်လိုက်တယ်ဟာကြိုက်တယ်ဆိုရင်တော့ဒါကဝဲထသွားတာပေါ့ဟ
ဟာမကြိုက်ဘူးဆိုရင်တော့ဒါကလှိုင်းထန်သွားတာပိဿတို့ခံစားတတ်မယ်လို့ဦးဇင်းထင်တယ်နော်တော့ကြိုက်တယ်ဆိုရင်တော့ဘာဖြစ်သွားတယ်ဝဲထသွားတယ်လဲပြီးတော့သူကလည်းနစ်တော့မှရစ်တီဖြစ်နေတာဟုတ်လားမကြိုက်ဘူးဆိုရင်တော့ဘာလဲလှိုင်းထန်သွားတယ်ခက်ထန်တယ်ဖြိုဖျက်ပြစ်မယ်တိုက်ခိုက်ပြစ်မယ်ဆိုတဲ့သဘောမျိုးဘယ်မှာဖြစ်တာဒီမျက်လုံးထဲမှာဖြစ်နေတာနှကင်ကြားပြီဆိုတော့ကြိုက်တယ်ဆိုရင်ဝဲထသွားတယ်မကြိုက်ဘူးဆိုရင်တော့လှိုင်းထန်သွားတယ်ဒါကြောင့်ဒီမျက်စိနာနာလျှာကိုယ်စိတ်ဒီသမုဒ္ဒရာကြီးတွေနဲ့တူတဲ့အလွန်ကြောက်စရာကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒါယဟန္တာဖြစ်မှဒီသမုဒ္ဒရာတွေကိုကူးမြောက်နိုင်တဲ့အနေအထားမှာရှိတာအဲ့ဒါလိုပဲမျက်စိနာနာလျှာကိုယ်စိတ်ဟာသမုဒ္ဒရာနဲ့တူတယ်လို့ယူပါယုံတတ္တယုံကဏယုံရတ္တယုံဖုထဘယုံဓမ္မယုံဆိုတဲ့အာယုံ6ပါးဟာလည်းပဲသမုဒ္ဒရာကြီးတွေနဲ့တူတာပဲတဲ့။ဘောင်းဆိုသူတို့ကလည်းပဲပြီးနိုင်ဆုံးနိုင်တယ်လို့ကိုမရှိဘူးဟုတ်လား။သူတို့ကလည်းပြီးနိုင်ဆုံးနိုင်တယ်လို့မရှိဘူး။နော်အမျိုးမျိုးဒုက္ခအကြီးအကျယ်ပေးနိုင်တဲ့သဘောနော်အဲ့ဒါလိုမျိုးပေးတဲ့ပေါင်းတော်တို့အာယရဏနဲ့ပတ်သက်ပြီးတော့အများကြီးကျွမ်းကျင်မှုရှိရမယ်လိမ္မာမှုရှိရမယ်။ဒီနေရာမှာဦးဇင်းတို့အာယရဏလို့ပြောလိုက်တော့အလွန်ပြောစရာကောင်းတဲ့သုတ်တန်တစ်ခုရှိရဲ့လေနော်မျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့ဒီတလာယရဏအာယရဏ6မျိုးကိုတရဝါ6កောင်နဲ့ဥမာပေးပြီးတော့ဟောထားတဲ့သုတ်တန်နာဖို့တယ်မဟုတ်လားနော်မြတ်စွာဘုရားကကျက်စားရမတူတဲ့တရဝါ6កောင်ကိုတဲ့ကျိုး6ချောင်းနဲ့တကောင်ကိုကျိုးတစ်ချောင်းတည်ချီပြီးတော့နောက်ထပ်ကျန်တဲ့ကျိုးအရင်တွေကိုတထုံးနဲ့ထုံးထားလိုက်မယ်အဲ့ဒါလို့ဆိုရင်တရဝါ6កောင်ကကျက်စားရနေရာမတူတဲ့အတွက်ကြောင့်ကိုကျက်စားတဲ့နေရာကိုကိုယုံညမယ်ပေါ့ဟုတ်လားယုံလို့ရှိရင်ကျိုးတုံးကြီးကတင်းပြီးတော့နေမယ်ပေါ့အဲ့တော့ကျက်စားရမတူတဲ့တရဝါ6កောင်ဆိုတာကဘာပြောတာတုံးဆိုတော့မွေရယ်မိချောင်းရယ်ငှဲ့ရယ်အိမ်ကွေးရယ်တောကွေးရယ်မြောက်ရယ်နော်မွေရယ်မိချောင်းရယ်ငှဲ့ရယ်အိမ်ကွေးရယ်တောကွေးရယ်မြောက်ရယ်အဲ့ဒီတရဝါ6កောင်ကိုကျိုး6ချောင်းနဲ့ခြေပြီးတော့ကျိုးအရင်းတွေကိုတထုံးနဲ့ထုံးထားလိုက်တော့မွေကလည်းပဲတောင်ဖို့ကိုဝင်မယ်ဆိုတော့သူကလည်းယုံမယ်ဟုတ်လားမိချောင်းကလည်းရေကိုဆင်းမယ်ဆိုပြီးတော့ယုံမယ်ငှက်ကလည်းကောင်းငင်ကိုပြန်မယ်ဆိုတော့ယုံမယ်အိမ်ခွေးကလည်းမိဖို့ချောင်းကိုသွားမယ်ဆိုတော့သူကလည်းယုံမယ်တောခွေးကလည်းပဲတင်းချမ်းကုန်းကိုသွားမယ်သူကအလောင်းကောင်တွေပါရှိတဲ့နေရာကိုနှစ်သက်တာဟုတ်လားမြောက်ကလည်းပဲတောအုပ်ကိုဝင်မယ်ဆိုပြီးတော့သူကလည်းယုံတယ်ယုံတော့အားချင်းကညီမျှနေတဲ့အခါကျတော့ကျိုးတုံးကြီးကတင်းနေတယ်တကောင်ဘယ်ကောင်မှအရှုံးမပေးဘူးအဲ့ဒီလိုယုံညရင်းနဲ့နောက်တော့ဘာဖြစ်တုံးဆိုတော့အကောင်းဆုံးကောင်ရဲ့နောက်ကိုကျန်တဲ့9ကောင်ကလိုက်သွားရတယ်တဲ့အဲ့တော့အကောင်းဆုံးကောင်ကလည်းအမြဲထာဝရမရှိဘူးဒီတစ်ခါမှမြောက်ကအားကောင်းခြင်းအားကောင်းတော့နောက်တစ်ခါမှမွေကအားကောင်းခြင်းနဲ့အားကောင်းသွားမယ်ဘယ်ကောင်ကအားကောင်းမယ်လို့တရသေးပြောလို့မရဘူးအားကောင်းခြင်းတဲ့အကောင်ကကောင်းခြင်းတဲ့အချိန်မှကောင်းမယ်ကောင်းလာပြီဆိုရင်ကျန်တဲ့9ကောင်ကသူ့နောက်ကိုလိုက်ရမယ်ဒါကမြတ်စွာဘုရားပေးတဲ့ဥပမာပါအဲ့ဒါလိုပဲတရားဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်မှာဒီတရဝါ6កောင်နဲ့တူတဲ့အာယတနာ6ပါးအတွင်းအာယတနာ6ပါးရှိတယ်တဲ့အဲ့ဒါကမျက်စိနာနာလျှာကိုယ်စိတ်ပေါ့အဲ့ဒီတရဝါ6កောင်နဲ့ဘယ်လိုတူတာလုံးဆိုတော့မျက်စိဆိုတာမွေနဲ့တူတယ်ရှုပ်ရှုပ်ရှက်ရှက်အလွန်ကြိုက်တယ်ဟုတ်လားနော်နားဆိုတာမိချောင်းနဲ့တူတယ်နော်ငြိမ့်ငြိမ့်အေးအေးလေးတွေအလွန်သဘောကျတယ်နော်နှာခေါင်းဆိုတာငှက်နဲ့တူတယ်ဒီအာကာသတွေကလာတဲ့အနံ့ကိုသူအမြဲတမ်းစူးစမ်းရှာဖွေတယ်နော်လျှာဆိုတာအိမ်ကွေးနဲ့တူတယ်ကာယပတာရဆိုတဲ့ကိုကတော့တောဝေးနဲ့တူတယ်သူကအတွေ့အထိအပုပ်ဆက်အလွန်ကြိုက်တယ်မြောက်ဆိုတာကတော့စိတ်နဲ့တူတယ်စိတ်ကမြောက်နဲ့တူတယ်တစ်ချက်ကလေးမှသူကအငြိမ်မနေဘူးဆိုတဲ့သဘောပေါ့အဲ့တော့တရားဓမ္မတို့ဦးဇင်းတို့ကလည်းပဲဒီတရဝါ6កောင်ကိုကျိုး6ချောင်းနဲ့ခြီးပြီးတော့တထုံးနဲ့ထုံးတာဟုတ်လားထုံးထားတဲ့အခါကျတော့ကျက်စားရမတူတဲ့တရဝါတွေနဲ့တူတဲ့ဒီအာယုံ6ပါးကိုသိနိုင်တဲ့ဒီအာယတနာ6ပါးဟာအသီးသီးမယုံမေဘူးလားမျက်စိကလည်းပဲကြည့်ခြင်းနဲ့အဆင်းရှိတဲ့နေရာယုံမယ်နားကလည်းကြားခြင်းနဲ့အတန်ရှိတဲ့နေရာယုံမယ်နော်အားညီနေရင်တော့ကျိုးတုံးကတွေးနေမယ်ပေါ့ဟုတ်လားတခါတလေကျတော့မျက်စိကအားကောင်းသွားရင်ကျန်တဲ့ကောင်9ကောင်ကမျက်စိနောက်ကိုလိုက်ရမယ်ဒီအချိန်မှာတော့ TV ကြည့်ကျင်နေတာကအဓိကပဲဆိုရင်တော့ကျန်တာတွေခောက်ထား TV ရှေ့ရောက်ရမယ်ပေါ့ဟုတ်လားအဲ့ဒါလိုပဲဒါပေးတဲ့တို့ပြောရင်သဘောပေါက်ပါတယ်နော်အဲ့ဒါလိုအာယတနာတွေနဲ့ပတ်သက်ပြီးတော့ပေးတဲ့ပေါင်းတော်ကောင်းတို့ဦးဇင်းတို့တွေသိစရာတွေအများကြီးမရှိဘူးလားရှိတယ်ဟုတ်လားအာတိဝိသောမသုတ်တန်ရပြောမယ်ဆိုလို့ရှိရင်ဒီအတွင်းအာယတနာ6ပါးကတဲကုတ်6လုံးနဲ့တူတယ်ဟုတ်လားအိမ်ပြက်6လုံးနဲ့တူတယ်အာယတနာအပြင်အာယတနာ6ပါးကတော့ရွာပြက်ဓမြ6ယောက်နဲ့တူတယ်ဆိုပြီးတော့မြတ်စွာဘုရားဟောတာရှိရလေဟုတ်လားဓမြ6ယောက်ကအိမ်ပြက်6လုံးကိုအမြဲတမ်းမီးတင်ရှို့တယ်ဆိုတဲ့အတိပ္ပယ်မျိုးကိုပြောတာပါအဲ့တော့ပိဋကပေါင်းသူတော်ကောင်းတို့အဲ့ဒါလိုမျိုးဒေသနာတော်တွေကိုကြည်ကြဲပြန့်ပြန့်လေ့လာလိုက်စားပြီးတော့ဒီ
ဒီအာယတနာတွေနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်မှုရှိအောင်လုပ်မယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာလည်းပဲပညာရှိလို့ဆိုရမယ်တဲ့ဒါဒီပင်နဲ့အာယတနာကုသလောစဟောဒီလို့ဒါကဥစဉ်ကနည်းနည်းလေးအခြေချက်ပြီးတော့ပြောလိုက်တာပါဟုတ်လားအဲ့တော့လိမ္မာကျွမ်းကျင်ရမယ့်အရာဘယ်နှမျိုးရှိသွားတော့2မျိုးရှိသွားပြီဓာတုကုသလောစဟောဒီအာယတနာကုသလောစဟောဒီဓာတ်တွေကိုလိမ္မာတယ်အာယတနာတွေမှာလိမ္မာတယ်ဟောနောက်ဥစဉ်တို့တတိယမြောက်လိမ္မာကျွမ်းကျင်ရမယ့်အရာကဘာလို့ဆိုတော့ပရိစ္ဆသမုပ္ပါဒကုသလောစဟောဒီတဲ့နော်ပရိစ္ဆသမုပ္ပါကိုလည်းပဲလိမ္မာကျွမ်းကျင်မှုရှိရမယ်နော်ပရိစ္ဆသမုပ္ပါဆိုတာကဆိုတော့ကအကြံဉာဏ်လေးဦးဇင်းတို့ပြောခဲ့ပါပြီဟုတ်လားအကြောင်းအကျိုးသဘောဒီနေရာမှာပိဋကပေါင်းတော်အောင်တို့အလုံးရဲ့နှုတ်ထဲမှာလည်းပဲတူးပြီးသားဖြစ်နေမယ်လို့ထင်ပါတယ်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏအစချီတဲ့ဒေသနာတော့အလုံးရတယ်မဟုတ်လားနော်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏပစ္စယနာမရူပပစ္စယသာလာယရဏပစ္စယဖတ်တပစ္စယဝေဒနာပစ္စယတဏပစ္စယဥပါဒနာပစ္စယဘဝပစ္စယဇာတိပစ္စယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါယတာဥပိစ္ဆန္တိဧဝမေတ္တကေဝလတဒုက္ခခန္ဓာတသမုဒယောဟောတိဒါကပရိစ္ဆသမုပ္ပါအနုလောမဒေသနာတတ္တဝါတို့ရဲ့ဖြစ်ရိုးဖြစ်စဉ်သဘာဝလို့လည်းပဲဆိုနိုင်တယ်ပေါ့ဟုတ်လားအဲ့တော့ဒီနေရာမှာဦးဇင်းတို့အဲ့ဒီခွေးတွေကိုသွားပြီးတော့ခြောက်လိုက်နော်ပရိစ္ဆသမုပ္ပါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မြတ်စွာဘုရားဟောထားတဲ့မှတ်သားဖို့ရာလေးပေါ့ဒါကဘာလို့ဆိုတော့အခုလိုရွတ်ဆိုလိုက်တော့ဦးဇင်းကအဲ့ဒါလေးကိုပြောချင်သိပေါက်သွားတယ်မြတ်စွာဘုရားလက်ထက်ကယဟန်တစ်ပါးကသူရထားတဲ့ဒေသနာတော်တွေကိုရွတ်တယ်လို့ဆိုတယ်အဲ့လိုရွတ်တာကိုမြတ်စွာဘုရားကကြားတော်မူတော့အဲ့ဒီယဟန်ကိုရှေ့ခေါ်ပြီးတော့จิตသားအသင်ပါရမြန်ရွတ်နေတာတော့အဲ့လိုအမိန့်ရှိတဲ့အခါကျတော့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေကိုသူ့နှုတ်ထဲမှာအာဂုံရထားတာတွေကိုသူရွတ်ဆိုတယ်ပေါ့အဲ့တော့မြတ်စွာဘုရားကจิตသားရွတ်ချင်တယ်ဆိုလို့ရှိရင်ဒီပရိစ္ဆသမုပ္ပါနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့ဒေသနာကိုရွတ်ပါဆိုပြီးတော့ဒီအဝိဇ္ဇာပစ္စယသင်္ခါရကိုမြတ်စွာဘုရားကရွတ်ခိုင်းနေဗျာနော်ဘိသက်တို့ဒါလေးကိုဂုတုတမှတ်စေခြင်းနဲ့ဟုတ်လားအဲ့ဒါကိုကအ내အဓိပ္ပာယ်ကိုသိမြင်နားလည်ပြီးတော့ရွတ်ဆိုမယ်ဆိုရင်အလွန်တရာအကျိုးကျေးဇူးများနိုင်တယ်ပေါ့နော်ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်တွေလျော့ပါသွားနိုင်တယ်ပေါ့နော်လောကကြီးမှာအကြောင်းအကျိုးသဘာဝတရားတွေပဲဖြစ်နေတာဒုက္ခတွေပဲဖြစ်နေတာဆိုတာအထိဉာဏ်မြင်လည်းပဲဆူးရှသွားနိုင်တယ်ပေါ့ဒါခုနတုန်းကဦးဇင်းတို့ရွတ်လိုက်တာပိသတို့ရွတ်လိုက်တာဟာပရိစ္ဆေသမုပ္ပါအနုလောမဒေသနာပတိလောမဒေသနာဆိုတာမရှိဘူးလားရှိတယ်အဝိဇ္ဇာယတွေ့ဝအတ္တိတံဝိဒါကនិရောဓသင်္ခါရនិရောဓအဝိဇ္ဇာချုပ်ပြီဆိုရင်သင်္ခါရပြုလုပ်မှုချုပ်ပြီသူကနိဗ္ဗာန်ကိုဆန်တက်တဲ့လမ်းပေါ့ဟုတ်လားအေးသောတော်ကဦးဇင်းတို့ပိသပေါင်းတော်တို့ရွတ်လိုက်တာကပရိစ္ဆေသမုပ္ပါအစုံလမ်းအနုလောမသွားယူသွားခြင်းလမ်းယူဟုတ်လားဒီတိုင်းပဲသွားနေတာအဲ့ဒါကဘာတော့နော်အဝိဇ္ဇာပစ္စယသင်္ခါရမတိမှုကြောင့်ပြုလုပ်တယ်လောကကြီးမှာလုံနေကြတာဘာကြောင့်လုံနေတာတော့လို့မင်းရဲ့မတိလို့လှုပ်တာတဲ့အလကားလှုပ်တာမဟုတ်အကြောင်းမဲ့လှုပ်တာမဟုတ်ဘူးမတိလို့လှုပ်တာဒါနဲ့ဘာကိုမတိလို့ဘာတွေကိုလှုပ်နေရတာတော့သစ္စာ၄ပါးကိုမတိလို့ကောင်းကံမကောင်းကံတွေကိုလှုပ်နေကြတာဒီနေရာမှာဦးဇင်းတို့အနစ်ချုပ်ပြီးတော့အဓိပ္ပာယ်ကိုနားလည်အောင်သဘောပေါက်အောင်ပြောရမယ်ဆိုလို့ရှိရင်ဘဝဟာဆင်းရဲတယ်ကောင်းတဲ့တရားမဟုတ်ဘူးဘဝဟာထွတ်မြောက်မှုရအောင်လွတ်မြောက်အောင်ကြိုးစားတဲ့တရားလာဖြစ်တယ်ဘဝဟာကောင်းတဲ့တရားမဟုတ်ဘူးလို့ဘဝရဲ့ဒုက္ခသစ္စာသဘောကိုမသိတဲ့အတွက်ကြောင့်ဒီဘဝထဲမှာပဲထက်ချီတလဲလဲဖြစ်ကြောင်းရကြောင်းအလုပ်တွေကိုအမျိုးမျိုးလုပ်ကြတာပေါ့ဒါကြောင့်ဦးဇင်းတို့မဟာစီစတော်ကြီးကတော့အနှစ်ချုပ်ပြီးတော့ရေးထားတာလေးရှိတယ်အမှန်မသောအမှားမြင်ကအဝိဇ္ဇာကြောင့်ချမ်းသာလိမ်တို့ရည်မျောကို၍သုံးမျိုးမှုကံပြုစီမှန်ဟောဒါကအဝိဇ္ဇာဖြစ်เสียသင်္ခါရရဲ့အဓိပ္ပာယ်ပါပဲနော်အမှန်မသောအမှားမြင်ကအဝိဇ္ဇာကြောင့်ချမ်းသာလိမ်တို့ရည်မျောကို၍ဘယ်သူဖြစ်လုံနေတာတွေအကုန်လုံးဟာကောင်းလိမ့်မယ်ထင်လို့လုံနေကြတာအဲ့ဒီကောင်းလိမ့်မယ်ထင်လို့ဆိုတာသိပင်လေအဝိဇ္ဇာပဲဘာလို့ဆိုလောကမှာအကောင်းဆိုတာမရှိဘူးနော်လောကကထွတ်မြတ်အောင်ကြိုးစားမှသာလေအကောင်းဆိုတာကိုတွေ့ရလိမ့်မယ်ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့သစ္စာ၄ပါးကိုမသိတဲ့အတွက်ကြောင့်တော့အမျိုးမျိုးသောကံတရားတွေကိုတရားဓမ္မတို့ဦးဇင်းတို့တွေဟာပြုလုပ်နေကြတယ်ပေါ့ပြောရင်အနတ္တိဘေကဒီတစ်ခုတည်းနဲ့တရားကဆုံးသွားလိမ့်မယ်နော်အေး
ဒါကြောင့်အဝိဇ္ဇာပြစ်เสียသင်္ခါရမသိလို့လှုပ်ကြရတယ်လှုပ်တဲ့အခါကျတော့ဘာဖြစ်တော့သင်္ခါရပြစ်เสียဝိညာဏအမျိုးမျိုးသောပရိသေဝိညာဉ်တွေဖြစ်เสียတွေအကြောင်းတွေကိုလှုပ်လိုက်တဲ့အတွက်ကြောင့်ဖြစ်သွားကြတယ်ပေါ့ဝိညာဏပြစ်เสียနော်နာမရူပံနော်နာနဲ့ရုပ်ပါတခါတည်းတွဲဖြစ်သွားတယ်နာမရူပပြည့်စရာသာလာယတနာနာယရုပ်ရတီထောင်မိပြီဆိုမှတော့ဒီအာယတနာ6ပါးမျက်စိနာနာလျာကိုယ်စိတ်ဆိုတာလည်းဖြစ်သွားကြရတယ်နော်သာလာယနာပြည့်စရာဘတ်တော်နော်ဒီအာယတနာ6ပါးဖြစ်ပြီဆိုရင်အတွေ့အထိအတွေ့အထိမဟုတ်ပါဘူးတွေ့တဲ့သဘောဖတ်တာနော်ဖတ်တာဆိုတာကဘိဓဘောင်းသူတော်ကောင်းတို့သူကနည်းနည်းလေးအတိပ္ပယ်က၄နှစ်တယ်နော်ပရိစ္ဆေသမုပ္ပါကအသေးစိတ်ပြောရင်အလွန်ရှည်မှလည်းဥစဉ်ကစိုးပါတယ်နော်ပရိစ္ဆေသမုပ္ပါကိုအဓိကအခြေခံပြီးတော့ဟောနေတဲ့တရားမဟုတ်ဘူးဒီကနေ့ညတရားကနော်ပညာရှိတစ်ယောက်မှာရှိတဲ့ရှိတတ်တဲ့အည်သွေးကိုပြောနေတာဒါကြောင့်တရားကဟုတ်လားဥတည်တဲ့နေရာမရောက်ဖဲနဲ့နော်ဥမတည်တဲ့နေရာကိုရောက်သွားမှလည်းစိုးရသေးတယ်နော်ဒါကြောင့်အဝိဇ္ဇာပြစ်เสียသင်္ခါရပြစ်เสียဝိညာဏဆိုတာတွေနဲ့ပတ်သက်ပြီးတော့ပိဋကပေါင်းတော်အောင်တို့ကိုယ့်အကိုပဲပြည့်စုံအောင်လေ့လာကြဖို့လို့ပဲဒါဒီနေရာမှာအဲ့လောက်ပဲပြောနိုင်မယ်ပေါ့အဲ့ဒါဦးဇင်းတို့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်မိုးကုတ်စတော်ဘုရားကြီးများဟောထားတဲ့တရားတွေဟာဒီပရိစ္ဆေသမုပ္ပါကိုပဲဟောထားတာပဲ။တော့စာအနေနဲ့လေ့လာခြင်းနဲ့ဆိုရင်တော့လေဒီစတော်ဘုရားကြီးရေးတော်မူတဲ့ပရိစ္ဆေသမုပ္ပါဒီပဏီဆိုတာရှိတယ်အလွန်မှပြည့်စုံပါတယ်ကောင်းပါတယ်နော်ပြီးတော့မဟာစီစတော်ဘုရားကြီးဟောတာကိုရေးထားတဲ့နော်ပရိစ္ဆေသမုပ္ပါတရားတော်ကြီးဆိုတာဆိုအလွန်မှကိုပြည့်စုံတဲ့ကောင်းမွန်တဲ့ပေါ့ဒါပိဋကပေါင်းတော်တို့လေ့လာရမယ့်တရားပေါ့အဲ့ဒါဦးဇင်းတို့လေဒီစတော်ဘုရားကြီးရေးတဲ့ပရိစ္ဆေသမုပ္ပါလင်္ကာတွေရှိတယ်အဲ့ဒီလင်္ကာကိုပဲပြန်ပြီးတော့အဓိပ္ပာယ်ဖွင့်ပြီးတော့ရေးတာပရိစ္ဆေသမုပ္ပါဒီပဏီတဲ့ဟုတ်လားအဲ့ဒီပရိစ္ဆေသမုပ္ပါရဲ့ဏိဂုံးပိုင်းမှာဆိုကြီးကဘယ်လိုရေးထားတုံးဆိုတော့နော်ဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓာတသမုဒယောဟောတိဆိုတဲ့ပါဠိလေးကိုကြည့်ပြီးတော့ရေးတာပေါ့ဟုတ်လားနော်အဲ့ဒီရေးထားတဲ့အဓိပ္ပာယ်လေးကဒီဘဝကြီးမှာဖြစ်နေတယ်ဆိုတာဒုက္ခတွေပဲဖြစ်နေတာတခြားဘာမှဖြစ်နေတာမဟုတ်နော်ဝိတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြာကတတ္တမဟုတ်ဓမ္မထုတ်တော်နာယုံနှစ်သိန်းအမြင်လင်းလောတဲ့အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုဤကားလူပင်ဤလင်းနှစ်ပဲ့အထင်လွဲလျက်တဝဲလီလီဝိနွယ်စီ၏ရှိလေသည်မြအနန္တကဒုက္ခဟူသည်မြူမြတ်မကွက်အဆက်ဆက်လျင်တသက်ဒုက္ခဓမ္မရသည်ဘဝဤကိုဖြစ်ထုံးသည်တဲ့ဒီတစ်ပိုက်လောက်ကိုနှုတ်ထဲကိုတိုးအောင်ကြက်ထားနိုင်မယ်ကြက်ပြီးရင်ပြန်ပြီးတော့ရွတ်ဆိုနိုင်မယ်နှလုံးသွင်းနိုင်မယ်ဆိုရင်ကိုအလွန်အကျိုးများမယ်ဒါလေးကိုပြန်ပြီးတော့ရွတ်ပြမယ်နော်ဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြကတတ္တမဟုတ်ဓမ္မထုတ်တော်နာယုတ်နှစ်သိန်းအမြင်လင်းတော်တဲ့ဘယ်လောက်ရှင်းတော့ဒီတန်တရားကြီးမှာဖြစ်နေကြတာတွေဟာပုဂ္ဂိုလ်တ attva တွေမဟုတ်ဘူးတဲ့ဘာတွေဖြစ်နေအောင်ဆိုရုပ်တဏ္ဍတ်တွေဖြစ်နေတာဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြကတတ္တမဟုတ်ဓမ္မထုတ်တော်တတ္တမဟုတ်ဆိုတာကတ attva မဟုတ်နော်သူ့ကိုတဘာဝကြကြပြောရမယ်ဆိုရင်ဓမ္မထုတ်တော်နာယုတ်နှစ်သိန်းအမြင်လင်းတော်နာနဲ့ယုတ်ပဲရှိတယ်လို့အမြင်ကိုကြည်ကြည်လင်းလင်းကြက်ပြတ်သားသားရှင်းရှင်းလင်းလင်းမြင်ထားရမယ်ဝတ္တန်တရားရှိမင်းစွာ၌တုံငါကစားဖြစ်သည်မြကတတ္တမဟုတ်ဓမ္မထုတ်တော်နာယုတ်နှစ်သိန်းအမြင်လင်းလောအရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုဟောအရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုတဲ့အဲ့ဒါကဘာပြောတာတော့ပရိစ္ဆေသမုပ္ပါအင်္ဂါ12ပါးကိုပြောပြတာတော့အဝိဇ္ဇာကစလိုက်မယ်အဝိဇ္ဇာပြစ်เสียသင်္ခါရသင်္ခါရပြစ်เสียဝိညာဏဝိညာဏပြစ်เสียနာမရူပနာမရူပပြစ်เสียသာလာယရဏသာလာယရဏပြစ်เสียဖတ်တော်ဖတ်တာပြစ်เสียဝေဒနာဝေဒနာပြစ်เสียတဏှာတဏှာပြစ်เสียဥပါဒနာဥပါဒနာပြစ်เสียဘဝဘဝပြစ်เสียဇာတိဇာတိပြစ်เสียဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါယတဘယ်နှမျိုးတော့12မျိုးဝိဇ္ဇာရဲ့သင်္ခါရရဲ့ရေးတဲ့ပစီနော်အေးဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတကိုကြောင့်သူကတစ်မျိုးတည်းပေါင်းပြီးတော့ပြောထားအေးအရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုဤကားလူပင်ဤလင်းနှစ်ပဲအထင်လွဲလျက်ဟောဒီဓမ္မတရား12ပါးကိုပဲဒါကိုလူလို့ထင်တယ်နတ်လို့ထင်တယ်ဒိဋ္ဌံလို့ထင်တယ်အမျိုးမျိုးထင်ကြတယ်ပေါ့တကယ်တမ်းမှာဘာတွေဖြစ်နေအောင်ဆိုတော့အဝိဇ္ဇာစပြီးတော့ဇရာမရဏဆုံးထားတဲ့ဒီတရား12မျိုးတွေပဲဖြစ်နေကြတာပေါ့နော်ဓမ္မအပြ12ပါးကိုဤကားလူပင်ဤလင်းနှစ်ပဲအထင်လွဲလျက်တဝဲလီလီဝိနွယ်စီဤ
ရှိလေသမျှအနန္တကဒုက္ခဟူသည်မြူမြတ်မကွက်အဆက်ဆက်လင်တသက်ဒုက္ခဓမ္မရသည်ဘဝဤကိုဖြစ်ထုံးသည်ဟောဒါကြတော့သူကတလုံးနဲ့ချုပ်ပြီးတော့ပြောတာဆိုတော့ကြီးကစောစောက12မျိုးပြောလိုက်တယ်နော်ဓမ္မအပြ12ပါးကိုဤကားလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝိနွယ်စီဤဟောရှိလေသမျှအနန္တကကဲဘာတွေပဲဖြစ်လို့ဘာတွေပဲရှိလေရတယ်ပျော်ပျော်ဟောတလုံးနဲ့ချုပ်တော့မှာနော်ရှိလေသမျှအနန္တကဒုက္ခဟူသည်မြူမြမကွက်ဟောချမ်းသာဆိုလို့မြူမုံလေးလောက်တောင်မပါဘူးဆိုတဲ့အဓိပ္ပာယ်ဒုက္ခဟူသည်မြူမြမကွက်အဆက်ဆက်လင်ဘာတွေပဲဆက်ဖြစ်ဖြစ်ဒုက္ခတွေပဲဆက်ဖြစ်ဒုက္ခဟူသည်မြူမြမကွက်အဆက်ဆက်လင်တသက်ဒုက္ခနော်ဒုက္ခတွေကြီးတက်ဘာမှရောထားတာမရှိဘူးတက်ဒုက္ခဓမ္မံရသည်ဘဝဤကိုဖြစ်ထုံးသည်တက်ဒုက္ခဆိုတာကဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတဆိုတဲ့စကားလုံးကိုကြည့်ပြီးတော့ရေးထားကေဝလဆိုတာတက်အခြားဘာမှမရောဘူးဘာတွေတုံးတက်ကဒုက္ခခန္ဓတဒုက္ခခန္ဓာဒုက္ခဆိုတာကဆင်းရဲတာခန္ဓာဆိုတာကအစုအပုံဒုက္ခတွေကြီးစုပုံထားတာတက်ပဲရှိတယ်လို့ပြောတာနော်ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ပရိစ္ဆေသမုပ္ပါဒ်နဲ့ပတ်သက်ပြီးတော့ဒီလင်္ကာလေးကအလွန်တရာမှရထားတဲ့တယ်လို့ဦးဇင်းထင်တယ်နော်ဒါလေးကိုအဓိပ္ပာယ်လေးလည်းနားလည်အောင်တစ်လုံးချင်းစီပြီးတော့ရွတ်ဆိုမယ်ဆိုအလွန်จิตသိမင်္ဂလာရှိပြီးတော့နည်းနည်းတဲ့အတိညာကိုရစေနိုင်တယ်လို့ထင်ပါတယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့တတိယမြောက်ပညာရှိတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်လိုအပ်တဲ့အကြီးသွေးဟာဘာလို့လို့မေးရင်ပရိစ္ဆေသမုပ္ပါဒကုသလောစာဟောတိတဲ့အကြောင်းအကျိုးသဘောကိုလိမ္မာရမယ်ကျွမ်းကျင်ရမယ်အထူးသဖြင့်ပရိစ္ဆေသမုပ္ပါပါဠိတော်မှာလာတဲ့အဓိပ္ပာယ်တွေကိုနားလည်အောင်ကြိုးစားအထောက်ထားရမယ်ပေါ့လိမ္မာကျွမ်းကျင်ရမယ်ချက်ပဲနဲ့ချက်ရှိသွားတော့ဓာတုကုသလောစာဓာတ်တွေမှာလိမ္မာကျွမ်းကျင်ရမယ်အာယတနာကုသလောစာအာယတနာတွေမှာလိမ္မာကျွမ်းကျင်ရမယ်အခုပါတော့ပရိစ္ဆေသမုပ္ပါဒကုသလောစာပရိစ္ဆေသမုပ္ပါမှာလိမ္မာကျွမ်းကျင်ရမယ်နောက်ဆုံးလိမ္မာကျွမ်းကျင်ရမယ်၄ခုမြောက်တရားကဘာလို့ဆိုတော့ဌာနကုသလောစာဟောတိအရာဌာနဟုတ်သည်မဟုတ်သည်အကြောင်းဟုတ်သည်မဟုတ်သည်ဖြစ်နိုင်သည်မဖြစ်နိုင်သည်တို့၌လိမ္မာကျွမ်းကျင်မှုရှိရမယ်ဒါကြတော့အတိပ္ပယ်ကအလွန်ကျေဝန်းသွားပြီအဲ့ဒါကိုကြတော့မြတ်စွာဘုရားကဘယ်လိုဟောတုံဆိုတော့သူ့ကိုလည်းပဲဥစဉ်ကအကျဉ်းမြင့်လေးပဲပြောနိုင်ပါဟုတ်လားဘာဟောတာတုံဆိုတော့အနန္နာတဲ့အကြောင်းဟုတ်သည်မဟုတ်သည်တို့၌လိမ္မာကျွမ်းကျင်ရမယ်ဆိုတာဘာပြောတာတုံဆိုတော့ဟောဒီလောကကြီးမှာသောတပတ္တိမေညာကိုရထားတဲ့သောတပန်ပုဂ္ဂိုလ်တယောက်တည်းနော်သစ္စာလေးပါးကိုထွထွန်းထားတယ်သိမြင်ထားတယ်နော်ဒတ္တနတံပရာယလို့စာကလည်းသုံးတယ်နော်ကျရဏတုတ်ထဲမှာကြည့်လိုက်ဒတ္တနတံပရာယအမြင်နဲ့ပြည့်စုံတယ်အမြင်နဲ့ပြည့်စုံတယ်ဆိုတာသောတပတ္တိမေညာပူညာကိုရတဲ့ပုဂ္ဂိုလ်ကိုအဓိကရည်ရွယ်ပြီးတော့ပြောတာနော်အဲ့ဒါလိုသောတာပန်ပုဂ္ဂိုလ်တူတယောက်တည်းတဲ့ဘယ်လိုအည်သွေးရှိတော့သူမှဘာတွေဖြစ်နိုင်တော့ဘာတွေမဖြစ်နိုင်တော့ဆိုတာကိုပြောတော့မှာဟုတ်လားသောတာပန်ပုဂ္ဂိုလ်တူတယောက်တည်းဒီသင်္ခါရတရားတွေဒီယုတ်တရားနံတရားတွေရဲ့ပုံမှာနိစ္စမြဲတယ်လို့ဘယ်တော့မှစွဲယူစရာအကြောင်းမရှိဘူးတဲ့တော့သောတာပန်ပုဂ္ဂိုလ်တယောက်ဒီသင်္ခတတရားတွေသင်္ခါရတရားတွေကိုမြဲတယ်လို့မှားမှားယွင်းယွင်းစွဲယူစရာအကြောင်းသူ့မှာမရှိတော့ပုထုဇဉ်တို့ဒီသာလင်သင်္ခတတရားတွေကိုမြဲတယ်လို့ထင်မယ်ဆိုရင်ထင်စရာအကြောင်းရှိတယ်အကြောင်းဟုတ်သည်မဟုတ်သည်ဆိုတာစပြောပြီနော်သောတာပန်ဒီသင်္ခါရတရားတွေယုတ်တရားနံတရားတွေကိုမြဲတယ်လို့ထင်စရာအကြောင်းဘယ်တော့မှမရှိဘူးပုထုဇဉ်တို့ဒီသာလင်သင်္ခါရတရားတွေကိုမြဲတယ်လို့ထင်မယ်ဆိုရင်ထင်စရာအကြောင်းရှိတယ်နော်နောက်သောတာပန်ပုဂ္ဂိုလ်ဒုတိယယောက်ဒီသင်္ခါရတရားတွေကိုချမ်းသာတယ်လို့စွဲလန်းမှတ်ထင်စရာအကြောင်းဘယ်တော့မှမရှိဘူးဒါအရာဌာနမဟုတ်ဘူးအကြောင်းမဟုတ်ဘူးပုထုဇဉ်တို့ဒီသာလင်သင်္ခါရတရားတွေကိုကောင်းတယ်ချမ်းသာတယ်လို့ထင်မယ်ဆိုရင်ထင်စရာအကြောင်းရှိတယ်သောတာပန်ပုဂ္ဂိုလ်ဒုတိယယောက်ဒီသင်္ခါရတရားတွေကိုဒါဟာငါပဲသူပဲလို့အတ္တပဲလို့စွဲယူစရာအကြောင်းသူမှမရှိဘူးပုထုဇဉ်ဒီသာလည်းဒီသင်္ခါရတရားတွေယုတ်တရားနံတရားတွေကိုငါပဲသူပဲပုဂ္ဂိုလ်တ attva ပဲလို့စွဲယူစရာအကြောင်းရှိတယ်ဟောအနိစ္စဒုက္ခအနတ္တနောက်သောတာပန်ပုဂ္ဂိုလ်ဒီတယောက်ဒီအနိစ္စဒုက္ခအနတ္တနဲ့ပတ်သက်ပြီးတော့သူအမြင်ရှင်းသွားပြီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မြဲတယ်လို့ထင်စရာအကြောင်းမရှိဘူးချမ်းသာတယ်လို့ထင်စရာမရှိဘူးအတ္တလို့ထင်စရာအကြောင်းမရှိဘူးပုထုဇဉ်ဒီသာလည်းဒီယုံ nant တရားကိုမြဲတယ်လို့ထင်စရာအကြောင်းရှိတယ်ချမ်းသာတယ်လို့ထင်စရာအကြောင်းရှိတယ်အတ္တလို့ထင်စရာအကြောင်းရှိတယ်ဒါတစ်ချက်နောက်သောတာပန်ပုဂ္ဂိုလ်ဒုတိယယောက်ဒီအမေတတ်ဖို့အတွက်အကြောင်းမရှိအဲ့ဒါဘယ်တော့မှမဖြစ်နိုင်တော့ဘူးဒါသူ့အတွက်အရာမဟုတ်ပုထုဇဉ်ဒီသာလည်းအမေကိုတတ်မယ်ဆိုရင်တတ်နိုင်သေးတယ်ဒါအကြောင်းရှိသေးတယ်ဟော
အဲ့ဒါမြတ်စွာဘုရားကပြင်စန္ဒန္တိယက၅ပါးစုံအောင်ဟောတယ်နောက်သောတာပန်ဒီအဖေသက်ဆရာအကြောင်းမရှိဘူးယဟန္တာသက်ဆရာအကြောင်းမရှိဘူးဘုရားကိုစေတနာနဲ့တကွနော်ရုပ်မာတဲ့စိတ်နဲ့သွေးစင်းတေအောင်လုပ်ဆရာအကြောင်းမရှိဘူးတန်ခါသင်ခွဲဆရာအကြောင်းမရှိပုထုဇဉ်သီးသားလည်းအမေဖေယဟန္တာကိုတတ်ဆရာအကြောင်းရှိတယ်ဘုရားကိုစေတနာနဲ့တကွသွေးစင်းတေအောင်လုပ်ဆရာအကြောင်းရှိတယ်နောက်တန်ခါသင်ခွဲဆရာအကြောင်းရှိနေတယ်လုံမယ်ဆိုရင်လုံနိုင်ခြင်းရှိတယ်ဖြစ်မယ်ဆိုရင်ဖြစ်နိုင်ခြင်းရှိတယ်အရာဌာနဟုတ်သည်မဟုတ်သည်မှာလိမ္မာကျွမ်းကျင်ရမယ်ဆိုတာဒါတွေပဲဟုတ်လားနောက်ပြီးတော့သောတာပန်ပုဂ္ဂိုလ်တူတယောက်တည်တဲ့မြတ်စွာဘုရားကလွဲလို့တခြားဘသူကိုမှဆရာလို့ညွှန်ပြစရာတခြားမရှိအဲ့လိုတခြားဆရာလို့ညွှန်ပြစရာအကြောင်းသူ့မှာဘယ်တော့မှမရှိဒီနေ့မှာဆရာဆိုတာကနော်ဟိုစီဝါရေးကိုရှားတဲ့ဖွေတဲ့ဖို့အတမွေးဝါကြောင့်ဖို့ပြုဖို့သင်ပေးတဲ့ဆရာမျိုးကိုရည်ရွယ်တာမဟုတ်တန်တရားဝဆင်းကလွတ်မြောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့နော်ဆရာအရာမှာထားတဲ့ဆရာမျိုးကိုပြောတာဟုတ်ရဲ့လားပုထုဇဉ်တည်တာလည်းဖြစ်မဲ့ဆိုရင်ဘုရားကလွှဲပြီးတော့တခြားသောပုဂ္ဂိုလ်ကိုဆရာလို့နော်ဟိုတန်ဖိုးထားပြီးတော့မျက်နှိုးစရာအကြောင်းရှိခြင်းရှိနေတယ်နော်သူကတော့ဖြစ်နိုင်သေးတယ်ပေါ့မြတ်စွာဘုရားကလွှဲလို့တခြားလူကိုဆရာထားမယ်ဆိုရင်ထားနိုင်သေးတယ်ဒါပြောတာနောက်ပြီးတော့အာနန္ဒာတဲ့ဒီကမ္ဘာလောကကြီးမှာဘုရားနှစ်ဆူတပြိုင်တည်းထက်ပွင့်စရာအကြောင်းမရှိဘူးဒါအရာဌာနမဟုတ်နော်တဆူပြီးမှတဆူပွင့်စရာအကြောင်းသာရှိတယ်နောက်အခုဒီကဘာကတော့ဘုရားဘယ်နှဆူပွင့်မှာတော့၅ဆူပွင့်မှာပေါ့နော်ဗတ္တကဘာအလွန်ကျက်သေးမင်္ဂလာရှိတဲ့ကဘာလို့ဆိုကြပါစို့နော်အေးနောက်ဒီကဘာလောကကြီးမှာစัจ java ရင်းမင်းဘယင်နှစ်ပါးတပြိုင်တည်းဖြစ်เสียအကြောင်းမရှိဘူးနော်ဟိုရှင်ဘယင်တူပြီးမှတူပဲဖြစ်เสียအကြောင်းရှိတယ်ပေါ့ပြီးတော့ဗာဆက်ပြီးတော့အမိန့်ရှိတုံးဆိုတော့အာနန္ဒာတဲ့မာတုကာမတိဘုရားဖြစ်เสียအကြောင်းမရှိဘူးဒီဘဝမှာဟုတ်လားနောက်ဘုရားစုပန်မယ်ဆိုရင်တော့မှသူကယောက်ျားလေးဖြစ်ပြီးတော့မှကိုပန်လို့ရတာပေါ့နောက်မာတုကာမတိတရားမင်းဖြစ်เสียအကြောင်းမရှိဘူးစัจ java ရင်းမင်းဖြစ်เสียအကြောင်းမရှိဘူးနော်မန္နဖြစ်เสียအကြောင်းမန္နမင်းဖြစ်เสียအကြောင်းမရှိဘူးပြမမင်းဖြစ်เสียအကြောင်းမရှိဘူးယောက်ျားတည်တာလည်းဖြစ်မယ်ဆိုရင်ဘုရားဖြစ်เสียအကြောင်းလည်းရှိတယ်နောက်စัจ java ရင်းမင်းဖြစ်เสียအကြောင်းလည်းရှိတယ်တရားမင်းဖြစ်เสียအကြောင်းလည်းရှိတယ်မန္နမင်းဖြစ်เสียအကြောင်းရှိတယ်ပြမမင်းဖြစ်เสียအကြောင်းရှိတယ်အရာဌာနဟုတ်သည်မဟုတ်သည်ဖြစ်နိုင်သည်မဖြစ်နိုင်သည်ဆိုတာဒါတွေကိုပြောတာဟုတ်ပြီနော်အေးတပိတကောင်းသူတော်ကောင်းတို့တရားနာပိတကအမျိုးသမီးတွေကြီးပဲဆိုတော့ဒါပေမဲ့မြတ်စွာဘုရားကဒီတိုင်းပဲဟောထားတာပဲလေဒါကလည်းပဲအမှန်တရားပဲဟုတ်လားအေးဒါကြောင့်ပိတကောင်းသူတော်ကောင်းတို့ကိုကဒီလိုမြင့်မြတ်တာတွေကိုဖြစ်ချင်တယ်ဆိုလို့ရှိရင်ဩဒီသဘာဝတရားတွေကဒီလိုရှိတကူဆိုတာကိုလည်းပဲနားလည်ထားဖို့မလိုဘူးလားလို့တယ်နော်အေးနောက်မြတ်စွာဘုရားဗာဆက်ပြီးတော့ဟောတုံဆိုတော့အာနန္ဒာတဲ့ခုချက်ပြောမယ့်အကြောင်းအရာလေးကတော့နည်းနည်းလေးအလေးနဲ့ထားပြီးတော့တွေးတဲ့နယ်ပေါ့လေသူကတော့ဘ ഹു တုဒ္ဒစံတန်လောက်တင်မကဘူးလို့ပြောခြင်းတယ်ဟောဘာပြောထားတုံဆိုတော့အာနန္ဒာတဲ့ဒုစရိုက်တရားတွေဟာချမ်းသာတဲ့အကျိုးမျက်နှာပေါ်ရကောင်းတဲ့အကျိုးတွေကိုပေးเสียအကြောင်းမရှိဘူးတဲ့ဒုစရိုက်တရားကိုမြတ်စွာဘုရားက၃မျိုးခွဲပြီးတော့ဟောပါတယ်ဦးဇင်းကတော့အကျဉ်းပဲချုပ်ပြီးတော့ပြောလိုက်တာအဲ့ဒီထဲမှာအတိအကျဟောထားတာကတော့ကာယဒုစရိုက်ကိုယ်နဲ့မကောင်းတာလုပ်မယ်ဆိုရင်အဲ့ဒီအလုပ်ဟာချမ်းသာတဲ့မျက်နှာပေါ်ရကောင်းတဲ့အကျိုးကိုပေးเสียအကြောင်းမရှိဘူးဆင်းရဲတဲ့မျက်နှာပေါ်ရမကောင်းတဲ့ဒုက္ခဆိုတဲ့အကျိုးတရားကိုပဲပေးเสียအကြောင်းရှိတယ်ဟောအဲ့ဒါလိုပဲဝစီဒုစရိုက်မနောဒုစရိုက်တရား10ပါးအကုန်လုံးပေါ့နော်ဘယ်ဒုစရိုက်တရားမှချမ်းသာတဲ့မျက်နှာစရာကောင်းတဲ့တန်ဖိုးရှိတဲ့အကျိုးကိုပေးတယ်ဆိုတာမရှိဘူးအဲ့ဒါအရာဌာနမဟုတ်ဘူးအကြောင်းမဟုတ်နောက်ပေးခြင်းပေးရင်ဆင်းရဲတဲ့မျက်နှာပေါ်ရမကောင်းတဲ့ဒုက္ခရောက်စေတဲ့အကျိုးတရားတွေကိုပဲပေးเสียရှိရပေါ့ဟောဒါတစ်ချက်နောက်သူစရိုက်တရားတို့မြည်သည်ဆင်းရဲတဲ့မျက်နှာပေါ်ရကောင်းမျက်နှာပေါ်ရမကောင်းတဲ့အကျိုးကိုပေးเสียအကြောင်းဘယ်တော့မှမရှိဘူးပေးခြင်းပေးရင်ချမ်းသာတဲ့မျက်နှာပေါ်ရကောင်းတဲ့အကျိုးကိုပဲပေးမယ်ဟောဆန့်ကျင်ဘက်လေးတွေပြောသွားတာနော်ဒုစရိုက်တရားကချမ်းသာတဲ့အကြောင်းမရှိဘူးဆင်းရဲတဲ့အကြောင်းသာရှိတယ်သူစရိုက်တရားကြတော့ဆင်းရဲတဲ့အကြောင်းမရှိဘူးချမ်းသာတဲ့အကြောင်းသာရှိတယ်ဒါဘလောက်တိကျတာတော့ဒါတွေကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကအခြေခံကြနားလည်ထားဖို့မလိုဘူးလားအေးကိုယ်တိုင်နဲ့သိအောင်လုပ်ပြီးတော့ဒါကိုယုံကြည်မှုအပြည့်အဝနဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေဟာသူစရိုက်တရားတွေနဲ့အောင်သူစရိုက်တရားတွေများအောင်ကြိုးစားအထောက်ဖို့လဲလိုမှာပေါ့ဟုတ်လားအေးနောက်ဗာဆက်ပြီးတော့ပြောတော့ဆိုတော့အာနန္ဒာတဲ့ဒုစရိုက်တရားတို့ကြောင့်မွန်မြတ်တဲ့ကောင်းမွန်တဲ့ဘဝတွေကိုရเสียအကြောင်းမရှိဘူးတဲ့ဟုတ်လားရခြင်းရရင်မမွန်မြတ်တဲ့မကောင်းတဲ့ယုံညံ့တဲ့ဆင်းရဲတဲ့ဘဝကိုပဲရเสียအကြောင်းရှိတယ်
ဟောဒုစရိုက်တရားရဲ့စွမ်းရည်တတိအနန္နာတဲ့သူစရိုက်တရားတို့ကြောင့်ဆင်းရဲတဲ့ယုံညံ့တဲ့ဘဝတွေကိုရစေအကြောင်းမရှိဘူးမြင့်မြတ်တဲ့ကောင်းမွန်တဲ့ဘဝကိုရစေအကြောင်းသာရှိတယ်ဟောဒုစရိုက်နဲ့သူစရိုက်နဲ့ပတ်သက်ပြီးတော့နှစ်တွဲစီမြတ်စွာဘုရားဟောပြတယ်ပြန်ပြောမယ်အဲ့ဒါလေးကိုပြန်ပြောမယ်နော်ဒုစရိုက်တရားတို့သည်ချမ်းသာတဲ့အကျိုးကိုပေးကြအကြောင်းမရှိဘူးဆင်းရဲတဲ့အကျိုးကိုပဲပေးကြအကြောင်းရှိတယ်သူစရိုက်တရားတို့သည်ဆင်းရဲတဲ့အကျိုးကိုပေးကြအကြောင်းမရှိဘူးချမ်းသာတဲ့အကျိုးကိုပဲပေးကြအကြောင်းရှိတယ်ဒါကတတွဲဒုစရိုက်တရားတို့သည်ကောင်းမွန်တဲ့မြင့်မြတ်တဲ့ဘဝကိုရစေအကြောင်းမရှိဘူးဆင်းရဲတဲ့မကောင်းတဲ့ဘဝကိုရစေအကြောင်းသာရှိတယ်သူစရိုက်တရားတို့သည်ဆင်းရဲတဲ့ဘဝကိုရစေအကြောင်းမရှိဘူးချမ်းသာတဲ့ဘဝကိုသာရစေအကြောင်းရှိတယ်။ကဲအကြောင်းဟုတ်သည်မဟုတ်သည်နဲ့ပတ်သက်ပြီးတော့ပြောလိုက်တာတော်တော်များမသွားဘူးလား။နော်ပြန်ပြောမယ်သောတာပန်သည်သင်္ခတတရားတွေရဲ့ပုံမှာမြဲတယ်ချမ်းသာတယ်အတ္တလို့ဆွဲယူတဲ့အကြောင်းမရှိပုထုဇဉ်သည်သာနဲ့ဆွဲယူမယ်ဆိုရင်ဆွဲယူစရာအကြောင်းရှိတယ်။သောတာပန်သည်ပင်စန္ဒနရိယက၅ပါးနဲ့ဘုရားမှလွဲပြီးတော့တခြားသောပုဂ္ဂိုလ်ကိုဆရာလို့တင်စရာအကြောင်းမရှိဘူးပုထုဇဉ်သည်သာလည်းပင်စန္ဒနရိယက၅ပါးဖြစ်မယ်ဆိုရင်ဖြစ်နိုင်သေးတယ်ဘုရားကလွဲပြီးတော့တခြားသောပုဂ္ဂိုလ်ကိုဆရာတင်မယ်ဆိုရင်တင်နိုင်ကြအကြောင်းရှိသေးတယ်ဟုတ်လားကမ္ဘာလောကကြီးမှာဘုရားနှစ်စုတစ်ပြိုင်တည်းပွင့်စရာအကြောင်းမရှိဘူးစัจ java ရိမင်းဘုရင်နှစ်ပါးတစ်ပြိုင်တည်းဖြစ်စရာအကြောင်းမရှိဘူးမာတုကာမသည်ဘုရားဖြစ်စရာအကြောင်းမရှိဘူးစัจ java ရိမင်းဖြစ်စရာအကြောင်းမရှိဘူးပြီးတော့တော့တရားမင်းမန္တပြမမင်းဖြစ်စရာအကြောင်းမရှိဘူးယောက်ျားတည်တာလည်းဖြစ်မဲ့ဆိုရင်ဖြစ်နိုင်တယ်ဟုတ်လားပြီးတော့တော့ဒုစရိုက်တရားသူစရိုက်တရားဒါကတော့စောစောကမှပြောလိုက်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အကြောင်းဟုတ်သည်မဟုတ်သည်တို့၌လိမ္မာကျွမ်းကျင်ရမယ်ဆိုတာဒါတွေကိုပြောတာလို့နားလည်ရမှာအထူးသဖြင့်ဒုစရိုက်တရားနဲ့သူစရိုက်တရားတို့ရဲ့စွမ်းရည်တတိဖြစ်နိုင်ခြေနဲ့မဖြစ်နိုင်ခြေတွေကိုလည်းပဲနားလည်ထားဖို့မလိုဘူးလားလို့တယ်အဲ့ဓာတွေကိုလိမ္မာကျွမ်းကျင်မယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဌာနဌာနကုသလောစာဟုတ်တိအရာဌာနဟုတ်သည်မဟုတ်သည်တို့၌လိမ္မာကျွမ်းကျင်တဲ့အတွက်ကြောင့်သူလည်းပဲပညာရှိတို့မှာရှိတဲ့ရှိတတ်တဲ့အင်္ဂါ၄ရက်ထဲကတပါးကိုပြည့်စုံအောင်လုပ်ထားတဲ့လူလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့လိုမြတ်စွာဘုရားကပညာရှိတယောက်မှာရှိတဲ့ရှိတတ်တဲ့အရည်အသွေး၄မျိုးဟုတ်ရဲ့လားဓာတုကုသလောစာဓာတ်တွေမှာလိမ္မာကျွမ်းကျင်ရမယ်အာယတနာကုသလောစာအာယတနာတွေနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်ရမယ်ပရိစ္ဆသမုပ္ပါဒကုသလောစာဟောတိပရိစ္ဆသမုပ္ပါမှာလိမ္မာကျွမ်းကျင်ရမယ်ဌာနဌာနကုသလောစာဟောတိအရာဌာနဟုတ်သည်မဟုတ်သည်တို့၌လိမ္မာကျွမ်းကျင်ရမယ်အဲ့တော့ဦးဇင်းတို့တော့နားလည်လွယ်ဖို့အတွက်ထက်ချီတလဲလဲပြောပါတယ်ပိဿတို့စိတ်ထဲဉာဏ်ထဲမှာဒီဒေသနာနဲ့ပတ်သက်ပြီးတော့ရှင်းလင်းမှုရှိလိမ့်မယ်လို့လည်းဦးဇင်းယုံကြည်ပါတယ်ဟုတ်လားဒါကြောင့်ဒီကနေ့ညလူမိုင်းနဲ့ပညာရှိခုဒါကပညာရှိအကြောင်းကိုပဲအထူးဦးစားပေးပြီးတော့ပြောသွားတာအဲ့ဒီတော့ဦးဇင်းတို့ဆန့်ကျင်ဘက်အဓိပ္ပာယ်တွေကိုတွေးဖို့မလိုဘူးလားဓာတ်တွေနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်မှုမရှိဘူးဆိုရင်အာယတနာတွေနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်မှုမရှိဘူးဆိုရင်ဟုတ်လားပရိစ္ဆေသမုပ္ပါဒ်နဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်မှုမရှိဘူးဆိုရင်အရာဟုတ်သည်မဟုတ်သည်တို့၌လိမ္မာကျွမ်းကျင်မှုမရှိဘူးဆိုရင်ဒါလူမိုက်လို့တရားဓမ္မတို့ဦးဇင်းတို့မှတ်သားလို့မရဘူးလားရတာပေါ့နော်ဒါကြောင့်ဦးဇင်းတို့ဒီကနေ့ညလူမိုက်နဲ့ပညာရှိဆိုတာနဲ့ပတ်သက်ပြီးတော့နော်ထိုက်တဲ့လောက်ကျေပြန့်တဲ့အ내ဒိဋ္ဌိတွေကိုဒါဦးဇင်းတို့ပြောလိုက်ပါတယ်ဟုတ်လားအေးစောစောပိုင်းတုန်းကပြောလိုက်တာကဘာလဲတော့လူမိုက်ဆိုတာကိုကိုချမ်းသာအောင်မလုပ်တတ်ဘူးကိုမဆင်းရဲအောင်မလုပ်တတ်ဘူးပညာရှိဆိုတာကိုချမ်းသာအောင်လုပ်တတ်တယ်ကိုမဆင်းရဲအောင်လုပ်တတ်တယ်ချမ်းသာအောင်လုပ်တတ်တယ်ဆိုတာကကုသိုလ်ကောင်းမှုမျိုးစုံမိမိတဏ္ဍာမှာဖြစ်အောင်ကြိုးစားတာဒီနေရာမှာကုသိုလ်ဆိုတာလှူတာတန်းတာတစ်ခုလောက်တည်းမျက်စိတည်းမြင်လို့မရဘူးနော်ကုသိုလ်ဆိုတာစိတ်ရဲ့မြင့်မြတ်တဲ့ကောင်းမွန်တဲ့အရည်အသွေးလေးလို့ပြောမယ်ဆိုရင်ကပြောလို့မရဘူးလားနော်ဒါကြောင့်ပေးတဲ့ကောင်းသူတော်ကောင်းတို့လူမိုက်ဆိုတာကြတော့ကိုချမ်းသာအောင်မလုပ်တတ်ဘူးမဆင်းရဲအောင်မလုပ်တတ်ဘူးမဆင်းရဲအောင်မလုပ်တတ်ဘူးဆိုတာအကုသိုလ်မဖြစ်အောင်မလုပ်နိုင်ဘူးကုသိုလ်ဖြစ်အောင်မလုပ်နိုင်ဘူးဒါကချမ်းသာအောင်မလုပ်နိုင်တဲ့အပိုင်းပေါ့ဟုတ်လားအေးဒါလေးကဦးဇင်းတို့မှတ်သားစရာကောင်းတော့အဲ့ဒါလေးကိုလည်းပြန်ပြီးတော့ဦးဇင်းတို့ကောက်ပြီးတော့ပြောပါတယ်ဟုတ်လားအေးဒုတိယပိုင်းပြောလိုက်တာကဘာတော့ဘဟုဓာတုကသုတ်တံဘေးမှန်သမျှလူမိုက်တို့ကြောင့်ဖြစ်တာပညာရှိတို့ကြောင့်ဖြစ်ရုံထုံးစံမရှိဘူးဒါကြောင့်ပညာရှိတစ်ယောက်ဖြစ်ဖို့အစဉ်ဉာဏ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်အောင်ကြိုးစားရမယ်လို့မြတ်စွာဘုရားကအမိန့်ရှိပြီးတော့ပညာရှိတစ်ယောက်မှာရှိတတ်တဲ့အရည်အသွေးကဘယ်နှမျိုးတော့၄မျိုးဓာတ်တွေမှာလိမ္မာရမယ်အာယတနာတွေမှာလိမ္မာရမယ်ပရိစ္ဆေသမုပ္ပါဒ်မှာလိမ္မာရမယ်အရာဌာနဟုတ်သည်မဟုတ်သည်တို့၌လိမ္မာရမယ်
ဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့ကိုပညာရှိတဲ့ရောက်မရှိတဲ့အည်သွေးတွေနဲ့ပြည့်စုံအောင်ကြိုးစားအထုတ်မယ်ဆိုတဲ့စိတ်ကူးကလေးမကူးတင်ဘူးလားကူးတင်တယ်အဲ့လိုဆိုလို့ရှိရင်ဓာတ်တွေကိုလိမ္မာကျွမ်းကျင်အောင်လေ့လာရမယ်သင်ယူရမယ်မှတ်သားရမယ်မေးမြန်းရမယ်စုံစမ်းရမယ်မလိုဘူးလားဗျာလိုတယ်နော်ကြိုးစားဖို့လိုတယ်ဟုတ်လားနောက်အာယတနာဒီမှာလိမ္မာကျွမ်းကျင်ဖို့ပရိစ္ဆေသမုပ္ပါမှာလိမ္မာကျွမ်းကျင်ဖို့အယာထနာဟုတ်တိမုတ်တိမှာလိမ္မာကျွမ်းကျင်ဖို့ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒီကနေ့ညနော်လူမိုင်းနဲ့ပညာရှိဆိုပြီးတော့ဓမ္မဗဟုသုတနော်လူမိုင်းနဲ့ပညာရှိဆိုတာနဲ့ပတ်သက်ပြီးတော့ထိုက်တဲ့လောက်သိရှိနားလည်သွားစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဦးဇင်းတို့ဗဟုဓာတုကတုတ်တန်ကိုအခြေခံပြီးတော့ပြောလိုက်ပါတယ်ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒီနော်ပညာရှိတယောက်မှာရှိတတ်တဲ့အည်အသွေးတွေမိမိတဏ္ဍာမှာပြည့်စုံအောင်ကြိုးစားပြီးတော့နောက်ဆုံးမဲ့ညာပူဉ္ဇဉ်ဖြင့်နိဗ္ဗာန်ကိုအာယုံပြုမျက်မှောက်ပြုနိုင်သည့်အထိဉာဏ်ပညာကြီးကျယ်ကြတဲ့စစ်မှန်တဲ့ပညာရှိများဖြစ်အောင်ကြိုးစားအထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်ဒီကနေ့လည်းပဲတနာရီနဲ့15မိနစ်တိပဲနော်ဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မာနုဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဝန္တုတိတေတုမဂံတေတရားနာပိသပေါင်းတော်ကောင်းတို့ဇာတာအလုံးသောတတ္တဝါအနန္တတို့အားတဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မြမင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းတဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့ဤမှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနာမြတ်နာကောင်းနာပေါင်းတို့ကလည်းပဲရက္ခဏုကောင်းစွာမသိစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓ ानु ဘာဝေနခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တတော်ဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတည်သောအနုဘောတော်တို့ကြောင့်၎င်းတဗ္ဗဓမ္မ ानु ဘာဝေနမေလီရန်ဘူလီရန်နိဗ္ဗာန်တည်တည်ဆိုသောစေတသောတရားတော်မြတ်တို့ရဲ့တကူတည်သောအနုဘောတော်တို့ကြောင့်၎င်းတဗ္ဗသံဃာ ानु ဘာဝေနမဂ္ဂထံလေးရောက်ပလထံလေးရောက်ဆိုသောရှေယောတော်ရိယတန်ခါရှင်မြတ်တို့နဲ့တကွာတိလဘုသမာတိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတန်ကအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကူတည်သောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမှချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသိဖြစ်တော်မူကြပါစေတည်း